စိတ်ဆန္ဒမြင်မာလာပြီဆိုရင်အလုံးကိုလုံနိုင်တဲ့အနေအထားရှိတယ်လူကျင်တဲ့တန်းကျင်တဲ့ဆိုတဲ့စိတ်ဓာတ်ဖြစ်ပေါ်လာခြင်းဟာအဓိကကြနော်ဒါကြောင့်မို့ဆန္ဒဆိုတဲ့သဘာဝတရားကိုဒီသဘာဝတရားဥဆောင်လာပြီဆိုလို့ရှိရင်တွေ့တာထားတဲ့ပစ္စည်းကိုပဲဖြစ်စေစွန့်လွတ်နိုင်တဲ့အနေအထားမျိုးရှိတယ်အရာခသိကိုစွန့်လွတ်နိုင်တဲ့အနေအထားမျိုးရှိတယ်ဒါကြောင့်မို့ဆန္ဒကို24ပစ္စည်းထဲမှာဆန္ဒအဓိပတိပစ္စည်းအောင်မှာဟောထားတာပဲဖြစ်တယ်ပေါ့နော်ဆန္ဒရှိလာပြီဆိုလို့ရှိရင်တွေ့တာရတဲ့လောဘကိုလည်းဖယ်ရှားပြစ်နိုင်တဲ့စွမ်းရည်တတ္တိရှိတယ်။အဲမို့ဆန္ဒကပို့ပြီးတော့စွမ်းထက်တယ်လို့ပြောမှာဖြစ်တယ်။စိတ်ဆန္ဒဟာကြီးမားတယ်။အရာခသိကိုအောင်မြင်စေနိုင်တယ်။တရားကျင့်တဲ့အခါမှာလည်းပဲထက်မြက်တဲ့ဆန္ဒထက်တဲ့ဆန္ဒဟာအမှန်တမ်းအရေးပါတယ်လို့ဆိုတယ်။ဣတိပတ်၄ပါးထဲမှာသန္ဓိဋ္ဌိပတ်ဆိုပြီးတော့ဆန္ဒဟာအောင်မြင်ကြောင်းတရားတစ်ခုဖြစ်ဖော်ပြထားတာဖြစ်တယ်ဘုရားလောင်းဟာဆန္ဒရှိလို့ဘုရားဖြစ်လာတာပဲဖြစ်တယ်သို့သောဆန္ဒရှိုံနဲ့ဖြစ်သလားလို့မေးမယ်ဆိုရင်တော့ဆန္ဒရှိုံတသက်နဲ့တော့မဖြစ်ဘူးလောကလူတွေဟာစိတ်ဆန္ဒပြင်းပြလာပြီဆိုရင်ကျုပ်ပန်းအထုံးမှုကနောက်ကပါလာတာပဲဖြစ်တယ်ဆန္ဒနောက်မှာလှုပ်ဆောင်မှုဆိုတဲ့ဝိရိယရှိလာအဲ့ဒီလှုပ်ဆောင်မှုဝိရိယရှိလာတဲ့အခါခက်ခဲဆိုတာရှိစမြဲမို့အဲ့ဒီအခက်ခဲတွေကိုကျော်လွှားနိုင်လောက်အောင်ကြံ့ခိုင်တဲ့စိတ်ဓာတ်ဆိုတာလည်းရှိရကြံ့ခိုင်တဲ့စိတ်ဓာတ်ရှိုံနဲ့မကဘူးအောင်မြင်မှုမှာဆင်ញင်သုံးသပ်မှုဆိုတဲ့အသိဉာဏ်ဟာအလွန်ရေးပါတယ်။ဒါကြောင့်မို့ဆန္ဒဝိရိယစိတ်ဓာတ်ဝိမန္တလို့ခေါ်တယ်။မိမိတို့ယင်တဲ့နှလုံးထဲမှာရှိတဲ့ဒီသဘာဝတရားတွေဟာဆန္ဒဥဆောင်လိုက်ပြီဆိုလို့ရှိရင်နောက်ကဝိရိယစိတ်ဓာတ်ပညာတို့ပါဝင်ပြီးတော့လှုပ်ဆောင်လိုက်တဲ့အခါမှာတာမန်အခြေအနေတစ်ခုကကြီးကျယ်မြင့်မြတ်တဲ့အခြေအနေတစ်ခုရောက်ရှိသွားတယ်။ဘုရားလောင်းနေဟာစိတ်ဆန္ဒပြင်းပြမှုကိုအကြောင်းပြုပြီးတော့ကြီးမြတ်တဲ့အနေအထားတစ်ခုရောက်သွားကြတာဖြစ်တယ်။ဘုန်းကြီးတို့တွေလည်းဆန္ဒရှိကြမယ်ဆိုလို့ရှိရင်ဆန္ဒနောက်ကဝိရိယစိတ်ဓာတ်ဝိမန္တလို့ဆိုတဲ့ဆောက်မှုကြီးမားတဲ့တရားတွေစက်တိုက်ပါလာမယ်ဆိုရင်အရာရာအောင်မြင်ပြီးတော့ချစ်ကျက်မြင့်မြတ်တဲ့အနေအထားတစ်ခုကိုရောက်ရှိသွားမှသာလည်းဖြစ်တယ်ဆန္ဒမိမ့်မိန်သိသိမ့်နေလို့ရှိရင်တော့အထက်တန်းရောက်ဖို့ဆိုတာမရှိနိုင်ဘူးပေါ့ဒါမို့လောကလူတွေဟာစိတ်ဆန္ဒကိုကြီးကြီးမားမားထားကြဖို့ဆိုတာတိုက်တွန်းတာဖြစ်တယ်ပေါ့နော်ကုသိုလ်ကောင်းမှုပြုရင်လည်းပဲထက်သန်တဲ့ဆန္ဒရှိကြမှာဖြစ်တယ်ဆန္ဒဝိရိယစိတ်ဓာတ်ဝိမန္တဆိုတဲ့ဒီသဘာဝတရား၄မျိုးကိုအဓိပတိပစ္စယောလွှမ်းမိုးကြီးစိုးနိုင်တဲ့သဘာဝတရား၄မျိုးဖြစ်မြတ်စွာဘုရားဟောကြားခဲ့တယ်အဋ္ဌိပါဒအဋ္ဌိဆိုတာဖြည်းဖြည်းစုံခြင်းရဲ့ပါဒအကြောင်းတရားလို့ဘယ်ရာပဲဖြစ်ဖြစ်အောင်မြင်မှုကိုရစေနိုင်တဲ့အကြောင်းတရားအဖြစ်နဲ့ပဲမြတ်စွာဘုရားဟောကြားဆုံးမတာဖြစ်တယ်။ဒါကြောင့်မို့ဘုန်းကြီးတို့တွေလှူဒန်းလူကုသိုလ်ကောင်းမှုပြုသူဆိုတဲ့ပုဂ္ဂိုလ်ပဲဖြစ်ဖြစ်နှိုးဆော်သူပဲဖြစ်ဖြစ်ဆန္ဒဝိရိယစိတ်ဓာတ်ဝိမန္တဆိုတာထက်သန်ပြင်းပြနေအောင်ဆောင်ရွက်ကြမှာဖြစ်တယ်။ဘယ်ခန်းကပဲနေဒီဆန္ဒစသည်ထက်မြက်နေမယ်ဆိုလို့ရှိရင်
ကုသိုလ်ကောင်းမှုရဲ့အကျိုးဟာလည်းပဲထက်မြက်လာမှာပဲဖြစ်တယ်ပေါ့ဒါကိုသတိထားကြရမှာဖြစ်တယ်ဒီထဲမှာဝိမန္တလို့ဆိုတဲ့စင်ကျင်သုံးသပ်တဲ့အသိဉာဏ်ပို၍အရေးကြီးတယ်လို့ဆိုတယ်ဘယ်ရာပဲလို့အကြောင်းနဲ့အကျိုးအကောင်းနဲ့အဆိုးခွဲခြားသိမြင်ပြီးတော့လှူတတ်တယ်တတ်တတ်တယ်စိတ်နေသဘောထားတတ်တယ်ဆိုတဲ့ပုဂ္ဂိုလ်တွေဟာမြင်မာတဲ့အခြေအနေတစ်ခုကိုရရှိပိုင်ဆိုင်သွားနိုင်ကြတာပဲဖြစ်တယ်နှိုးဆော်သူနဲ့လှူဒန်းသူလို့ဆိုတဲ့အခါမှာနှိုးဆော်သူကဘယ်လိုစိတ်နေသဘောထားရမလဲလှူဒန်းသူတွေကရောဘယ်လိုစိတ်နေသဘောထားရမလဲဒါတော့အရေးကြီးတဲ့အရာဖြစ်တယ်ကုသိုလ်ကောင်းမှုကိစ္စတွေမှာသူတော်ဘာကိုနှိုးဆော်ရတာလွယ်ကူတယ်လို့ထင်အောင်ထင်ကြတော့လည်းပဲကိုယ်တိုင်လူရတာနဲ့စာရင်သူများကိုနှိုးဆော်ရတာလွယ်တယ်လို့ထင်အောင်ထင်ရတော့လေစိတ်ကောင်းနှလုံးကောင်းထားဖို့ဟာတော့သိအရေးကြီးတယ်လို့ဆိုကိုယ်တိုင်လူတဲ့ပုဂ္ဂိုလ်တွေကကိုယ်ပစ္စည်းကိုဆုံးဖြတ်နိုင်လို့လှူနိုင်ကြတယ်ပေါ့လှူနိုင်ကြတယ်အသိဉာဏ်ရှိရှိနဲ့လှူတဲ့လှူတိုက်တယ်ဆိုရဲကိုယ့်ယုံကြည်ချက်နဲ့လှူချတယ်သို့တော့နှိုးဆော်သူကြတော့တစ်ဖက်သားတွေကိုပြောဆိုစည်းရုံးရတယ်ဆိုတဲ့ကိစ္စလွယ်ကူတဲ့ကိစ္စမဟုတ်ဘူးမိမိရဲ့စည်းရုံးနှိုးဆော်မှုကိုလက်ခံလို့တဲ့လူရှိသလိုလက်မခံလို့တဲ့လူတွေလည်းရှိတယ်နော်နှိုးဆော်တိုက်တွန်းသူမှာစိတ်နေသဘောထားမှန်ကန်မှုသိခံမှုဆိုတာသိအရေးကြီးတယ်လို့ဆိုတယ်နှိုးဆော်ရတာလွယ်တယ်လို့ဆိုရတော့လေစိတ်နေသဘောထားမှန်ကန်မှုကြတော့ဘယ်မှာခဲရင်နေပေါ့ခဲမျိုးစုံကြုံတွေ့နိုင်တယ်သို့တော့နှိုးဆော်ခြင်းဆိုတာဟာလည်းပဲကုသိုလ်ကောင်းမှုအတွက်နှိုးဆော်သည့်အတွက်ကြောင့်သူကလည်းကောင်းကျိုးချမ်းသာလုပ်တဲ့ပုဂ္ဂိုလ်လိုပဲကောင်းကျိုးချမ်းသာကုသိုလ်ကောင်းမှုပြုတဲ့ပုဂ္ဂိုလ်ထဲမှာပါဝင်လို့ဒီကုသိုလ်ရဲ့အကျိုးသူရရှိနိုင်တာဖြစ်တယ်ကုသိုလ်လုပ်တာပဲဖြစ်ဖြစ်အကုသိုလ်လည်းလုပ်တာပဲဖြစ်ဖြစ်ကိုယ်တိုင်တိုက်တွန်းချီးမွမ်းစိတ်တူဆိုတဲ့အချက်လေးချက်ဟာပါဝင်ပတ်သက်မှုရှိတယ်လို့ဆိုလို့တယ်ကုသိုလ်ကောင်းမှုလုပ်တဲ့ကကိုယ်တိုင်လုပ်တယ်ဒါတခုသူများကိုလုပ်တယ်ဒါကတခုသူများကိုလုပ်ခိုင်းတယ်တိုက်တွန်းတယ်ကိုယ်တိုင်လုပ်တယ်သူများကိုတိုက်တွန်းတယ်ဒီအလုံးနဲ့ပတ်သက်ပြီးချီးမွမ်းစကားပြောတယ်ပါးစပ်ကမပြောတော့လဲစိတ်နေအဖြစ်သဘောတူတယ်ဆိုသူတို့ဟာကုမ္ပဏီတစ်ခုမှာ share ပါဝင်ကြသလိုပဲကုသိုလ်လုပ်ငန်းတစ်ခုမှာ share အနေနဲ့ဖြစ်သွားတယ်သူတို့နော်ကိုယ်တိုင်လုပ်တဲ့လူရဲ့လုပ်ဖို့တိုက်တွန်းတဲ့ပုဂ္ဂိုလ်ရဲ့ချီးမွမ်းတဲ့ပုဂ္ဂိုလ်ရဲ့စိတ်သဘောထားတူညီတဲ့ပုဂ္ဂိုလ်ရဲ့နော်သဘောတူခွင့်ပြုသူရဲ့ပေါ့အဲ့ဒီပုဂ္ဂိုလ်တွေဟာကုသိုလ်ကံအကျိုးပေးတဲ့နေရာမှာပါဝင်ပတ်သက်မှုရှိကြတယ်ကုသိုလ်မှာပါဝင်ပတ်သက်မှုရှိတယ်လို့ပဲမကောင်းတဲ့အကုသိုလ်အလုံးနဲ့ပတ်သက်လာလို့ရှိရင်ရှယ်ရပါကြတယ်လို့ပြောတယ်မကောင်းမှုကိုကိုယ်တိုင်လှုပ်ထားရဲ့လှုပ်ဖို့သူများကိုတိုက်တွန်းတာရဲ့လှုပ်ဖို့ချီးမွမ်းထောမနာပြုပြီးအဘိစကားပြောတာရဲ့စိတ်ထဲကသဘောတူတာရဲ့အဲ့ဒါအကုသိုလ်အကျိုးရတဲ့အခါမှာသူတို့လည်းပါဝင်ပတ်သက်မှုတွေရှိကြတယ်လို့ပြောအဲ့တော့အကျိုးပေးကြတော့တူသလားလို့ဆိုတဲ့နေရာမှာဒါတော့စေရနာနဲ့ဆုံးဖြတ်ကြအောင်ပဲဖြစ်တယ်ပေါ့နော်စေရနာတို့လုံလဝိရိယတို့ဟာ
အကျိုးပေးတဲ့နေရာမှာဆုံးဖြတ်ချက်ချတယ်ဥပမာတစ်ခုပြောအောင်ကုသိုလ်ကောင်းမှုလုပ်တဲ့အခါမှာဒီတိုက်တွန်းနှိုးဆော်လို့လုပ်သည်ဖြစ်စေမိမိရဲ့စေတနာအလျောက်လုပ်သည်ဖြစ်စေထက်ထက်တန်တန်ကြိုးကြိုးစားစားလုပ်တာရှိတယ်အဲ့ဒါလို့မဟုတ်ဘဲနဲ့စိတ်အားထက်သန်မှုမရှိဘဲနဲ့ဝိจิตတန်းကြီးလောက်ထားလည်းရှိတယ်အဲ့ဒါလို့နှမျိုးကွဲပြားသွားတဲ့အခါမှာထက်ထက်သန်သန်လုပ်တဲ့ပုဂ္ဂိုလ်ဟာအကျိုးပိုရဝိจิตတန်းကြီးလုပ်တဲ့ပုဂ္ဂိုလ်ဟာအကျိုးနည်းလိမ့်မယ်ဘာကြောင့်လို့ဆိုသန္နဝိရိယစိတ်တဝိမာသတို့ရဲ့ထက်သန်ပြင်းပြမှုအပေါ်မှာပဲအကျိုးတရားဖြစ်ထွန်းစေတာပဲဖြစ်တယ်ဟုတ်အေးစိတ်အားကိုစိုက်ပြီးတော့လုပ်တဲ့ပုဂ္ဂိုလ်တွေကြတော့သန္နကလည်းထက်သန်တယ်ဝိရိယကလည်းပြင်းထန်တယ်စိတ်ကလည်းချမ်းခိုင်တယ်အတိညာလည်းရှိတယ်ကြိုးစားအထောက်ပြီးဆိုရင်အဲ့ဒီပုဂ္ဂိုလ်ကအကျိုးပို့ပြီးတော့ခံစားရမှာပဲဖြစ်တယ်ကုမ္ပဏီတစ်ခုမှာ share ထည့်တယ်လို့ပဲများများထည့်ရင်များများအကျိုးရမှာဖြစ်တယ်နည်းနည်းထည့်တဲ့လူကနည်းနည်းတော့ပါသို့တော့ပတ်သက်မှုကတော့အလုံးရှိတယ်ပတ်သက်သူတိုင်းအကျိုးဓာတ်ညညီမြရသလားဆိုလို့ရှိရင်ပတ်သက်သူတိုင်းတော့ပဲရမယ်ကျိုးဓာတ်လူတော့မရသန္နစိတ်တဝိရိယသန္နဝိရိယစိတ်တဝိမန္တလို့ခေါ်တယ်ဒီစွမ်းအားလေးရဲ့ကြီးမားတဲ့ပုဂ္ဂိုလ်ကတော့ပို့ပြီးတော့ရမှာဖြစ်တယ်အဲ့ဒါကြောင့်မလို့သူများကနှိုးဆော်လို့လို့ကိုယ်တိုင်ပဲလို့စိတ်ဆန္ဒတို့လောဘဝိရိယတို့စိတ်ဓာတ်တို့အသိဉာဏ်တို့ဆိုတာအာမပြော့စေရဘူးကိုယ်တဏ္ဍထက်သန်ပြင်းပြမှုရှိရမယ်မကောင်းမှုအကုသိုလ်နဲ့ပတ်သက်လာလို့ရှင်လည်းပဲအဲ့ဒီတိုင်ပဲခွဲခြားတာရှိတယ်ပေါ့နော်မကောင်းမှုအကုသိုလ်မှလည်းခွဲခြားဘာလို့နဲ့ခွဲရတော့ဆိုဥပမာမယ်ဆင်းတကောင်တတ်တာနဲ့ခြေတကောင်တတ်လို့ရှိရင်ပါဏာတိပါဒကံထိုက်တာခြင်းတော့တူတယ်သူများတဲ့တတ်တာခြင်းတူတယ်ဘသူကပိုအပြစ်ကြီးတုံလို့မေးစရာရှိလာဆင်းတကောင်တတ်တာနဲ့ခြေတကောင်တတ်တာခြေတကောင်တတ်တာအမှန်တမ်းလွယ်တယ်လွယ်သည့်အတွက်ကြောင့်အားဆိုင်ရမှုနည်းတယ်ဖြစ်တဲ့စေရနာနည်းတယ်ဒါကြောင့်မလို့သူကအကျိုးပေးမယ်ဆိုရင်ဆင်းတကောင်တတ်တဲ့လောက်အကျိုးအများဘူးဆင်းတကောင်တတ်ပြီဆိုလို့ရှိရင်အားဆိုင်မှုတွေလုံလဝိရိယတွေဒါထုတ်ရတယ်အထုတ်ရသည့်အတွက်ကြောင့်ဆင်းတကောင်တတ်တာအကုသိုလ်ပိုကြီးတယ်လို့သူတို့ပြောတယ်အဲ့ဒါကိုကြည့်ပြီးတော့ကုသိုလ်ကောင်းမှုလုပ်တဲ့အခါမှာလည်းပဲကြိုးစားအထောက်မှုလုံလဝိရိယတို့စေရနာတို့မြင်မာလေးအကျိုးတရားပိုရလေးလို့သူတို့ပြောဖြစ်တယ်နော်ပြီးတော့လုပ်တဲ့ကုသိုလ်ပေါ်မှာလည်းမူတည်တယ်လူတယောက်ကိုပြင်းမာတယ်ဆိုရင်ပြင်းမာတဲ့ပုဂ္ဂိုလ်အရေးချင်းကလည်းကွာတယ်ဆိုပါစို့လူတယောက်ကိုပါဏာတိပါဒကံအမှုပြုတယ်လူတယောက်ကိုတပ်ဖြတ်တယ်ဆိုလို့ရှိရင်ကိုချင်းတရားမကောင်းတဲ့လူကိုတတ်တာလားကိုချင်းတရားကောင်းတဲ့လူကိုတတ်တာလားဆိုခွဲလိုက်ကိုချင်းတရားမကောင်းတဲ့ပုဂ္ဂိုလ်တတ်ပြီလို့ရှိရင်ကိုချင်းတရားကောင်းတဲ့လူတတ်တာတော့အပြစ်မကြီးဘူးလို့ဒီလိုဆိုတယ်။ဘာကြောင့်လို့ဆိုရင်အရေးချင်းကွာသွားလို့ကိုတတ်လိုက်တဲ့ပုဂ္ဂိုလ်ကအရေးချင်းကွာတယ်။နောက်တစ်ခုကတော့ကိုတတ်တဲ့ပုဂ္ဂိုလ်ကကိုယ့်ရဲ့ခြေဆုရှင်ကိုယ့်ရဲ့မိဘဖြစ်မဲ့ဆိုရင်ကတော့ပို့ပြီးတော့ဆိုးသွားတယ်။ပို့ပြီးတော့ဆိုးသွားတယ်။ဒါမှလူတယောက်တတ်တဲ့အကုသိုလ်နဲ့မတူဘဲနဲ့မိဘကိုသွားပြီးတော့ပြစ်မှားမိပြီဆိုရင်တော့အဲ့ဒီအကုသိုလ်ကအာနန္ဒရိယလို့ခေါ်တယ်။သိပြီးတဲ့နောက်မှာဘာမှပြောင်းလဲလို့မရဘူးချက်ချင်းပဲအကျိုးပေးမယ်။သိပြီးချမ်းမဲ့ဆိုးကျိုးကချက်ချင်းလာတဲ့ဟာ
ပိစအနန္တရိယပိစအနန္တရိယကံထိုက်တယ်လို့ကံကြီးထိုက်တယ်လို့ပြောတာနော်ခြားတယ်မှာခြားကွယ်မှုမရှိဘူးဒီဘဝသေဆုံးလိုက်တာနဲ့တပြိုင်နက်နောက်ဘဝမှာဒီအကျိုးတရားကိုခံစားရမှာဖြစ်တယ်အဲ့ဒီလိုကုသိုလ်ပဲဖြစ်ဖြစ်အကုသိုလ်ပဲဖြစ်ဖြစ်ကွဲပြားခြားနားမှုလေးတွေရှိတယ်ဆိုတာတော့သတိထားရမှာဖြစ်တယ်လူမှုတန်မှုနဲ့ပတ်သက်လာတဲ့အခါမှာလည်းပဲကွဲပြားခြားနားမှုလေးတွေရှိတယ်လှူကြတာချင်းတူတော်လည်းပဲတယောက်ကပို့ပြီးတော့အကျိုးရတယ်တယောက်ကသိအကျိုးမရဘူးရှိတယ်ဒါလည်းဘယ်လိုဆုံးဖြတ်နေတော့လို့ဆိုလို့ရှိရင်အလှူခံပုဂ္ဂိုလ်နဲ့လည်းဆုံးဖြတ်တယ်လှူသူရဲ့စိတ်ဆန္ဒမှာဖြစ်တဲ့ဆန္ဒဝိရိယဝိမာန်လို့ဆိုတဲ့စွမ်းအားတွေနဲ့လည်းဆုံးဖြတ်လို့ရမိမိလှူလိုက်တဲ့ပစ္စည်းကိုလက်ခံတဲ့ပုဂ္ဂိုလ်ကတကယ်သူတော်သူမြတ်ယဟန္တာစိတ်ဓာတ်စင်ကြယ်တဲ့ပုဂ္ဂိုလ်မျိုးကိုလှူလိုက်မယ်ဆိုရင်တော့လှူတဲ့ပစ္စည်းဝတ္ထုဟာနေခြင်းနေပါစေညံ့ခြင်းညံ့ပါစေလှူသူမှာအကျိုးကပိုရတယ်လို့ဆိုလိုတယ်နော်အလူကပုဂ္ဂိုလ်ကညံ့လို့ရှိရင်လှူလိုက်တဲ့ကုသိုလ်ကောင်းမှုရဲ့အကျိုးကလည်းညံ့သွားဒါကဘယ်လိုနားလဲရတော့ဆိုလို့ရှိရင်တိဏ္ဍတစ်ခုကိုစိုက်တဲ့အခါမှာမကောင်းတဲ့မြေပေါ်မှာစိုက်တဲ့အပင်မြေကောင်းပေါ်မှာစိုက်တဲ့အပင်အသီးနှံထွက်တဲ့အခါမှာကွဲပြားခြားနားမှုရှိတယ်အဲ့ဒါလိုပဲမြေကောင်းမကောင်းပေါ်မှာမူတည်ပြီးတော့ကိုယ်စိုက်ပျိုးတဲ့အပင်ရဲ့အသီးနှံကိုဆုံးဖြတ်ရတယ်လို့ပဲပုဂ္ဂိုလ်ကောင်းမကောင်းကိုချိပြီးတော့ဆုံးဖြတ်ရမယ်ဒါတစ်ခုနောက်တစ်ခုကတော့အပြင်ပုဂ္ဂိုလ်ကိုအဓိကမထားဘဲနဲ့ကိုယ်စိတ်ဓာတ်ကမုံမြတ်နေလို့ရှိရင်လည်းပဲကိုလှူတဲ့အလှူကညံ့မသွားဘူးထင်ရှားတာတစ်ခုပြောရမယ်ဆိုလို့ရှိရင်ဘုရားလောင်းဝေတန္တရာမင်းကြီးဟာသားတော်ကနစာလီနဲ့သမီးတော်ကနစိနာတို့သုစကဘုံသားကြီးကိုလှူလိုက်တယ်နော်သုစကဘုံသားဆိုတာကိုချင်းသီလရှိတဲ့ပုဂ္ဂိုလ်မဟုတ်ဘူးသားသမီးနှစ်ယောက်ကိုခိုင်းစေဖို့ဆိုပြီးတော့လှူလိုက်တဲ့အလှူတစ်ခုဟာအလှူခံပုဂ္ဂိုလ်ကြည့်မယ်ဆိုရင်အလုံးကိုညံ့တဲ့ပုဂ္ဂိုလ်ဖြစ်တယ်သို့တော့ဝိတန္တရာမင်းကြီးရဲ့အလှူဟာမြေငလျင်တုံဟီးသွားလောက်ဩဘပေးခြင်းကိုခံရတယ်ဒါဘယ်သူကြောင့်ဩဘပေးတာတော့ဆိုရင်သူ့ရဲ့စိတ်နှလုံးမွန်မြတ်မှုကြောင့်အဲ့တော့ပုဂ္ဂိုလ်မြတ်မမြတ်ကိုမကြည့်ပဲနဲ့ကိုယ်စိတ်နှလုံးမြတ်အောင်လုပ်တာမွန်မြတ်အောင်ပြုပြင်ဖန်တီးပြီးတော့လှူသင်းတယ်ဆိုတာပို့အရေးကြီးပေါ့နော်ကိုယ်တိုင်ကပြုပြင်ပြီးတော့လုပ်မယ်ဆိုလို့ရှိရင်ကိုလုပ်တဲ့ကုသိုလ်ကောင်းမှုကပို့ပြီးတော့အကျိုးရှိတယ်ကောင်းပြီဒီမှာနှိုးဆော်သူနဲ့လှူဒန်းသူဆိုပြီးတော့နှုတ်တော့ရှိကြတယ်တူကလိုက်လံပြီးတော့နှိုးဆော်တယ်နှိုးဆော်တဲ့အတိုင်းနောက်တူကလှူတယ်သူတို့နှစ်ဦးဟာရလာတဲ့ရလက်ချင်းတူသလားလို့ဆိုမတူချဘူးမတူဘူးမြတ်စွာဘုရားကသာဝတိမြို့မှာတရားတော်ဝဲမှာဘုရားဟောတယ်လူတယောက်ဟာတဲ့သူများကိုလှူဖို့တော့နှိုးဆော်တယ်ကိုယ်တိုင်တော့မလှူဘူးတဲ့အဲ့ဒီပုဂ္ဂိုလ်မျိုးဟာဘလို့အကျိုးမျိုးရတော့ဆိုလို့ရှိရင်သူများကိုနှိုးဆော်သည့်အတွက်ကြောင့်သူဟာအချမ်းအယံအတိုင်းဝိုင်းတော့ကြီးတယ်လိုက်နှိုးဆော်တာကိုအဲ့ဒီနှိုးဆော်တဲ့ကုသိုလ်ကြောင့်သူဟာအချွေရံနေတော့ရှိတယ်ကိုယ်တိုင်မလှူသည့်အတွက်ကြောင့်စီးစိမ်ဥစ္စာဘက်ကတော့ချုံငဲ့သွားတယ်စီးဥစ္စာမပေါ်ဘူးတဲ့ကိုယ်တိုင်လှူတာမဟုတ်လို့ဒီအတွက်ကြောင့်ငွေကြွေးတနာချမ်းသာမှာတော့မဟုတ်ဘူးဒါကတူနောက်တူကကိုယ်တိုင်တော့လှူတယ်သူများကိုနှိုးဆော်တာမလုပ်ဘူးဆိုတဲ့ပုဂ္ဂိုလ်ကြတယ်ကိုယ်တိုင်လှူခြင်းကြောင့်
သူဟာဖြစ်လေရဘဝမှာချမ်းသာကြွယ်ဝသူဖြစ်တယ်ဘယ်သူကိုမှစီယုံနှိုးဆော်မှုမပြုခဲ့သည့်အတွက်ကြောင့်တကူရီသမားဖြစ်တတ်တယ်ချမ်းသာနေပါတယ်သူဆိုတယ်နော်နောက်တစ်ခုကတော့သူများလည်းမနှိုးဆော်ဘူးကိုယ်တိုင်လည်းမလှူဘူးဆိုတဲ့ပုဂ္ဂိုလ်ဟာဖြစ်လျက်ဘဝမှာခြံရံလည်းမရှိဘူးစီစိမ်ဥစ္စာလည်းမရှိဘူးတကောင်းကျွဲ့တမျက်နှာဆင်းရဲလိုက်တာလည်းမုံမုံနေအောင်ဖြစ်ကိုယ်ကောင်းကိုဘာတစ်ခုမှမရှိသည့်အတွက်ကြောင့်အဲ့ဒီပုဂ္ဂိုလ်ဟာဘဝမှာအကျိုးပေးမကောင်းသူပဲဖြစ်မယ်ပေါ့နောက်ဆုံးတစ်ယောက်ကြတော့သူများကိုလည်းနှိုးဆော်တယ်ကိုယ်တိုင်လည်းလှူတယ်နှိုးဆော်ခြင်းကြောင့်အချမ်းရံလဲချွေရန်သိမင်းလဲသူမှများတယ်ကိုယ်တိုင်လှူသည့်အတွက်ကြောင့်စိစိမ်ဥစ္စာရရှိမှုလည်းများတယ်လို့ဆိုတဲ့အကျိုးနှမျိုးလုံးကိုရတယ်အဲ့တော့နှိုးဆော်သူနဲ့လှူဒန်းသူဟာကောင်းကျိုးချမ်းသာရကြခြင်းမတူညီဘူးလို့မြတ်စွာဘုရားဒီတရားမှာအဲ့လိုဟောလိုက်တယ်အဲ့လိုဟောလိုက်တဲ့အခါတရားပွဲမှာတရားနာရတဲ့တခါတယောက်ကစိတ်ကူးရသွားတယ်ငါအကျိုးနှမျိုးလုံးရအောင်လုပ်မယ်ဆိုပြီးတော့တရားပွဲလေးပြီးရောမြတ်စွာဘုရားကိုလျှောက်တယ်ရှင်ဘုရားတပည့်တော်သံဃာတွေကိုဆုံးလူပြရစေဆိုတော့သံဃာတွေကအများကြီးပထမပင်မှလဲလို့ဆိုရှိသမျှသံဃာသူ့ကုန်ပေးမှာပဲသံဃာကုန်ပေးမယ်လို့ရဲရဲဝံ့တောင်းခံလိုက်တယ်အဲ့တော့ရှိသမျှသံဃာတွေပြစ်ပြီးတော့မလုပ်လဲဆိုရင်ကျောင်းကပြန်ကြတဲ့ကမြို့ရဲရွာထဲမှာလိုက်ပြီးတော့နှိုးဆော်တယ်သူသံဃာဘလောက်ပင့်ထားတယ်သံဃာတစ်ပါးတတ်နိုင်တစ်ပါးနှစ်ပါးတတ်နိုင်နှစ်ပါးတစ်ပါးစာနှစ်ပါးစာကိုတတ်နိုင်တဲ့အတိုင်းအတာတဲ့လှူကြပါလို့လိုက်ပြီးတော့တိုက်တွန်းတယ်နှိုးဆော်တယ်သူနော်နှိုးဆော်တယ်စေတနာကောင်းနဲ့နှိုးဆော်တာသူ့ရဲ့စိတ်တွေသဘောထားကပါတော့ဆိုရင်ကိုတယောက်တည်းကုသိုလ်မဟုတ်ဘူးသူတို့လည်းကုသိုလ်ရကြပါစေဆိုပြီးတော့လိုက်ပြီးနှိုးဆော်အဲ့ဒါနှိုးဆော်မှုကိုသူကလုပ်တယ်လုပ်တဲ့အခါမှာတရားတရားရှိတဲ့ပုဂ္ဂိုလ်တွေရှိသလိုတရားတရားမရှိတဲ့ပုဂ္ဂိုလ်တွေကြိုက်တဲ့ပုဂ္ဂိုလ်တွေရှိသလိုမကြိုက်တဲ့ပုဂ္ဂိုလ်တွေရှိတယ်သဘောကျတဲ့ပုဂ္ဂိုလ်တွေကတော့သူတစ်ပါးတတ်နိုင်တယ်နှစ်ပါးတတ်နိုင်တယ်သုံးပါးတတ်နိုင်တယ်စသဖြင့်သုံးပါးစာတာဝန်ယူမယ်10ပါးစာတာဝန်ယူမယ်အပါး90တာဝန်ယူမယ်စသဖြင့်ကိုတတ်နိုင်တဲ့အတိုင်းအတာတစ်ခုရလူတွေဟာထဲ့ဝင်လှူဒန်းကြတယ်ပေါ့သူကလိုက်လာနှိုးဆော်ပြီးဆန်တို့ပဲတို့ဆွမ်းကပ်ဖို့အစီအစဉ်နဲ့လိုက်လာနှိုးဆော်တာကိုယ်အိမ်ရှိတာဆန်ရှိတဲ့လူကဆန်ပဲရှိတဲ့လူကပဲစီရှိတဲ့လူကစီအဲ့ဒါလို့ကိုတတ်နိုင်တဲ့အတိုင်းအတာရလှူသမျှတွေကိုသူကစုဆောင်းပြီးတနေ့ရမှာချက်ဖို့ပြုတ်ဖို့စီစဉ်ပြီးသံဃာတွေကိုဆုံးလုပ်မယ်ပေါ့သူလိုက်ပြီးတော့နှိုးဆော်တယ်အဲ့ဒီချိန်မှာလူအများစုကသဘောကျတော့လည်းပဲဆိုင်ရှင်တူကတော့ဒီလိုလိုက်ပြီးတော့နှိုးဆော်တာကိုသဘောမကျဘူးသဘောမကျတော့သူ့အတွေ့ရပဲလို့တော့ဆိုရင်ကိုတတ်နိုင်ရင်ကိုယ့်အကူလုပ်မယ်သူများကိုလိုက်ပြီးတော့မနှိုးဆော်ဘူးကိုတတ်နိုင်တာကိုလုပ်မယ်ပေါ့ဒီလူကကိုတတ်နိုင်တဲ့လောက်တင်သံဃာမပင့်မဲနဲ့ရှိသမျှသံဃာတွေပင့်ပြီးတော့ဟိုလူလှုပ်ကြပါအောင်လှူကြပါအောင်နဲ့လိုက်နှိုးဆော်နေရမလားလို့စိတ်ဆိုးတယ်သူကလူဆိုတာပြောလို့မရဘူးနော်စိတ်ဆိုးတတ်ကြတယ်အဲ့လိုစိတ်ဆိုးတော့သူဆိုင်ရှိရောက်တဲ့အခါကျသူကဘာလုပ်တော့ဆိုရင်မလူဘူးတော့မပြောဘူးတမင်ရွဲ့ပြီးဘာလုပ်တော့ဆိုရင်အလူခံတဲ့ပုဂ္ဂိုလ်စီကလေးက30လောက်ထည့်ပြီးလက်လေး3ချောင်းနဲ့ဆိုင်ကလေးတွေကိုယူပြီးထည့်လိုက်တယ်ပဲ
ပဲတောင်းတဲ့ကပဲလေးကိုလက်သုံးချောင်းလေးနဲ့ယူပြီးတော့ထည့်နော်တမင်ရွက်ပြီးတော့လှုပ်တာသူဆိုင်ရှိတဲ့ပစ္စည်းကိုအလှခံရမလားဆိုပြီးတော့သူကအဲ့ဒါလိုလှုပ်တာလက်သုံးချောင်းလေးနဲ့ယူထည့်တဲ့အခါကျဘလောက်ရမှာတော့ဆန်လေးကလည်း၄ငစိပဲလေးကလည်း၄ငစိနေပါပေါ့သို့တော့အဲ့ဒီနေရာမှာနှိုးဆော်တဲ့ပုဂ္ဂိုလ်ဟာစိတ်နေသဘောထားမတ္တမအရေးကြီးတယ်ပေါ့ဒီနေရာမှာမှတ်သားရမှာများများလူတော်ကခြေနှက်တယ်လို့နည်းနည်းလူရင်လည်းခြေနှက်ရမယ်နှိုးဆော်တဲ့လူဆိုတာသူပြောတော့ကတန်းနိုင်သလောက်လုံးကြပါလို့သူပြောတာပဲဟုတ်လားဧကနိခေဆိုရင်အဲ့လိုလူလို့ရှိရင်ရံဖြစ်လိမ့်မယ်ထင်တယ်နော်အဲ့တော့နှိုးဆော်သူဆိုတာရံမဖြစ်ရဘူးဘာလို့တော့ဆိုတော့သူကတီးခြားခွက်ကလေးတစ်ခုနဲ့သူလှူတဲ့ဆံကလေးသူလှူတဲ့ပဲကလေးသူလှူတဲ့စီကလေးထောပတ်ကလေးထညက်ကလေးပေါ့အဲ့ဒါလေးတွေကိုတီးခြားခွဲပြီးတော့ယူသွားတယ်အဲ့ဒါကိုလည်းအဲ့ဒီဆိုင်ရှင်ပုဂ္ဂိုလ်ကတတိထားမိတယ်ပေါ့သူကတော့တမင်ရွယ်ပြီးတော့လှုပ်တာသူကတတိထားလိုက်တယ်တတိထားပြီးတော့ဒီလူဟာဒါတွေကိုယူသွားပြီးဘာလုပ်တယ်လဲဆိုတာကိုလိုက်ကြည့်ခိုင်းတယ်သူတပည့်တယောက်ကိုလိုက်ကြည့်ခိုင်းနော်လိုက်ကြည့်ခိုင်းမသင်္ကာရစိတ်နဲ့လိုက်ကြည့်ခိုင်းတော့ဟိုလူကနှိုးဆော်သူဆိုတာဓမ္မစိတ်နေသဘောထားကောင်းရမယ်အဲ့တော့သူကဟိုရောက်တဲ့အခါကျတော့အလုံးလှူတဲ့ဆန်နေကုံစုဆောင်ပဲရီစုဆန်နေစုစွန့်ချက်ပဲရီစုပဲဟင်းချက်ပေါ့နော်ထောပတ်ဒီရလာတဲ့ထောပတ်ဒီကိုဆုံးမော်လောင်းစီကိုပဲပေါ်ဆန်းအဲ့လိုစွမ်းဟင်းစွမ်းနဲ့စွမ်းဟင်းဖြစ်အောင်ကြိုးစားပြီးတဲ့အခါမှာခုနကဆိုင်ရှင်လှူလိုက်တဲ့ဆန်လေးပဲလေးကိုလည်းအကုန်လုံးလိုက်ပြီးတော့ထည့်တယ်စီလေးကိုလည်းအကုန်လုံးလိုက်ဝိတ်ပြီးတော့ပေးတယ်သူဟာလည်းအကုန်လုံးပါပါစေဆိုတဲ့စိတ်နဲ့အကုန်လုံးလိုက်လုပ်ပေးအဲ့လိုလိုက်လုပ်ပေးပြီးတော့ဒါကိုလည်းပဲလိုက်ပြီးတော့ချောင်းမြောင်းကြည့်ရှုတဲ့သူတစ်ပည့်ကသူ့ဆရာစီစီရင်ခံတယ်ဒါတွေအလုံးသူလှုပ်လိုက်တဲ့ဟာတွေကိုလည်းလွတ်မပြစ်ဘူးအလုံးဒီထဲမှာညီလူညီများကုသိုလ်ရအောင်ဆိုပြီးတော့ထဲတယ်ဆိုတာကိုတွေ့တော့ဒီအတွက်ခြေနှက်တော်လည်းပဲသူစီကခွဲခြားယူသွားတဲ့အခါမှာနောက်ဆုံးပရိသတ်ထဲမှာသူ့ရဲ့နာမည်ကိုခေါ်ထုတ်ပြီးတော့ကဲ့ရဲ့မဲ့ဆိုလို့ရှိရင်တော့ဒီလူကိုအဲ့ဒီနားရမယ်ပွဲချင်းပြီးတတ်ဖြစ်မယ်ဆိုပြီးတော့ဓမြောင်ကိုဖွက်ပြီးတော့ယူပြီးလိုက်သွားတာအဲ့လိုအလကားအကုသိုလ်ဖြစ်တာသူကနော်အကုသိုလ်ဖြစ်တယ်တိုက်တွန်းနှိုးဆော်ရမလားဆိုတဲ့စိတ်ဓာတ်နဲ့ဒါကြောင့်မလို့တိုက်တွန်းနှိုးဆော်တယ်ဆိုတာလူတိုင်းကလက်ခံတာမဟုတ်ဘူးကြိုက်ချင်မှကြိုက်တယ်ပေါ့နော်အဲ့လိုရန်လုံးမလို့ဆိုပြီးတော့ပိဋကတ်ထဲမှာဓမြောင်ကိုဖွက်ပြီးတော့ယူသွားတယ်ဟိုရောက်တဲ့အခါနှိုးဆော်တဲ့ပုဂ္ဂိုလ်ကဘလောက်စိတ်ကောင်းတော့တန်ဃာတွေဆုံးမကပ်ပြီးတဲ့အခါမြတ်စွာဘုရားကိုလျှောက်တယ်အရှင်ဘုရားတဲ့တပည့်တော်နှိုးဆော်လို့ကုသိုလ်ရှင်တွေဟာသူတို့ရဲ့စေရနာစွမ်းအားထိုက်လျောက်နေသည်များသည်မဟုတ်အလုံးလှူကြပါတယ်ဖေ။လှူသမျှပုဂ္ဂိုလ်တွေညီတူညီမျှကုသိုလ်ကောင်းမှုရဲ့အကျိုးကိုရစေခြင်းပါတယ်ဖေ။အလုံးဟာတူညီသောအကျိုးကိုရပါရစေ။မြတ်စွာဘုရားရှောက်။အဲ့တော့လုံးဝအဖြစ်ကင်းတဲ့ပုဂ္ဂိုလ်ဖြစ်တယ်နော်။ဘယ်သူပေါ်မှာစိတ်မကွက်ဘူး။သူတတ်နိုင်တဲ့တော့သူလှူတာစီလေး30လှူပဲလေး20 30လှူကိစ္စမရှိဘူးသူကကျင့်တတ်တယ်သူတရားတရားရှိသလောက်လှူတာဘယ်သူပဲဖြစ်ဖြစ်ဒီကုသိုလ်ကောင်းမှုရဲ့ဒီကုသိုလ်ကောင်းမှုဟာအများကောင်းမှုဖြစ်ပေါင်းစုလှူတာဖြစ်သည့်အတွက်ကြောင့်
အများကောင်းကျိုးချမ်းသာရပါစေလို့မြတ်စွာဘုရားဆီလျှောက်တယ်အဲ့ဒီကြတော့ခုနကဓာတ်နဲ့ထိုးတတ်မယ်ဆိုပြီးတမြောင်ဖွဲ့လာတဲ့လူဟာရှင်ထဲမှာပူလောင်လာတယ်သူရဲ့အထင်မှားမှုသူစိတ်နဲ့သူပဲနှိုးဆော်သူကစိတ်ထားအလွန်ကောင်းတာကိုကြည့်ရတဲ့အခါမှာသူကသာလူဆိုးကြီးဖြစ်နေရတော့သူဟာသူရှင်ထဲမှာပူလောင်လာပြီးတော့အဲ့ဒီနာမှာပဲခုနနှိုးဆော်တဲ့ပုဂ္ဂိုလ်ရဲ့ခြေရင်းမှာထိုင်ပြီးတော့တောင်းပန်တယ်ဟိုလူကလည်းမသိလိုက်ဘူးဘာအတွက်ပါလဲလို့အဲ့ဒီကြတော့မှတတိထားမိတယ်သူဟာလက်သုံးချောင်းလေးနဲ့ယူပြီးဆန်းလှူတယ်လက်သုံးချောင်းလေးနဲ့ယူပြီးပဲတွေလှူတယ်လက်သုံးချောင်းနဲ့ယူပြီးတော့လှူစရာတွေကိုလှူတယ်စီကြတော့20-30ထည့်ပြီးလှူတယ်ဆိုတော့သူတမင်ရွက်လောက်တာတွေကိုသူသိပြီးတော့တောင်းပန်နေသူကမဲလို့လုံးမိပါတယ်ဆိုတာဒါနဲ့အဲ့ဒီနှိုးဆော်တဲ့ပုဂ္ဂိုလ်ကသူ့ကိုမြတ်စွာဘုရားဆီခေါ်သွားတယ်မြတ်စွာဘုရားကခေါ်သွားပြီးတော့အကျိုးအကြောင်းလျှောက်တယ်လျှောက်တော့မြတ်စွာဘုရားကသူ့ကိုကြောင်းပြုပြီးတော့တရားဟောတာအမှန်တမ်းမှတ်သားစရာကောင်းတယ်အဲ့တော့ကိုယ်ကောင်းမှုလုံးကြပြီဆိုလို့ရှိရင်နေသည်ဖြစ်စေများသည်ဖြစ်စေလှူတဲ့ပုဂ္ဂိုလ်ကလည်းပဲအခုဒီရွဲ့ပြီးတော့လှူတဲ့ဆိုင်ရှင်လို့လည်းမလုပ်တဲ့ဘူးပေါ့နော်နှိုးဆော်တဲ့ပုဂ္ဂိုလ်ကလည်းပဲစိတ်နေသဘောထားအလွန်ကောင်းရမယ်မိမိနှိုးဆော်တဲ့ပုဂ္ဂိုလ်တွေဟာသူတို့တရားတရားအလျောက်လှူချမ်းမှာဖြစ်သည့်အတွက်ကြောင့်နေရင်လည်းပြစ်တင်ကြရတာမလုံးနဲ့များရင်လည်းပို့ပြီးဝမ်းသာတယ်ဆိုတာမဖြစ်စေညီတူညီမျှအားလုံးဟာကောင်းကျိုးချမ်းသာတွေရကြပါစေဆိုစိတ်ဓာတ်ထားဖို့မေတ္တာမှအရေးကြီးတယ်လို့နှိုးဆော်သူနဲ့လှူထမ်းသူမြတ်စွာဘုရားကကုသိုလ်ကောင်းမှုဆိုတာထင်မသေးရဘူးဆိုတာကိုဟောတယ်လောကလူတွေကနည်းနည်းလှူရင်နည်းနည်းပဲအကျိုးရတယ်လို့ထင်ကြတယ်များများလှူမှများများအကျိုးရတယ်လို့ထင်ကြတယ်ကောင်းတာလှူမှဒီပိုကောင်းတာရမယ်လို့ထင်တယ်ညံ့တာလှူရင်ညံ့တာပဲရလိမ့်မယ်လို့ထင်တယ်အဲ့ဒီအထင်ဟာမှန်ကန်မှုမရှိဘူးဝေလာမသုတ်တံမှာမြတ်စွာဘုရားကဘယ်လိုဟောတော့ဆိုရင်အလှူအထုဟာကောင်းသည်ဖြစ်စေညံ့သည်ဖြစ်စေအဓိကမဟုတ်ဘူးတဲ့နဲတာများတာကလည်းအဓိကမဟုတ်ဘူးတဲ့နဲခြင်းနဲပါစေနဲလို့နည်းနည်းပဲကုသိုလ်ရတယ်လို့မရှိဘူးများလို့ကုသိုလ်တွေအများကြီးရတယ်လို့လည်းမရှိဘူးတဲ့လှူပြီးဆိုလို့ရှိရင်အရေးကြီးဆုံးကတော့ဘာလို့ဆိုရင်တက္ကိသဒါနဒိဋ္ဌိကိုလှူတဲ့အလှူလေးပေါ်မှာအာယုံစိုက်ပြီးတလေးတစားလှူဖို့ကအရေးကြီးတယ်နည်းနည်းများများကောင်းကောင်းညံ့ညံ့ကိုရှိတာကိုလှူတယ်အဲ့ဒီမှာဘာပဲလှူစိတ်စေတနာကိုလှူတဲ့ကုသိုလ်ကောင်းမှုပေါ်မှာအာယုစိုက်ပြီးတော့တလေးတစားလှူရမယ်ဒါအကျိုးပေးခြင်းရဲ့အကြောင်းတစ်ခုပဲเนาะအကျိုးပေးတဲ့အခါမှာမညံ့မှုအတွက်နောက်တစ်ခုကစိတ်တိကတ္တဝဒါနဒိဋ္ဌိပူဇော်လိုတဲ့စိတ်ချီးမြှောက်လိုတဲ့စိတ်နဲ့လှူရမယ်ကိုယ်ရဲ့မြင့်မြတ်တဲ့ပုဂ္ဂိုလ်ဆိုရင်ပူဇော်လိုတဲ့စိတ်နဲ့လှူရမယ်ကိုယ်ရဲ့နှိမ့်ချတဲ့ပုဂ္ဂိုလ်ဆိုရင်သူ့ကိုချီးမြှောက်တဲ့စိတ်နဲ့လှူတယ်ဘယ်သူမှဖြစ်ဖြစ်တိရစ္ဆာန်လေးတစ်ကောင်ကြွေးတယ်ဆိုစားရှာပါစေစားနေရှာမှာပဲမေတ္တာနဲ့ကြွေးတယ်နော်မေတ္တာနဲ့ကြွေးတယ်တတ်တရဲ့ကြွေးတယ်စိတ်ထိကတ္တဝါတလေးတစားကြွေးတယ်အဲ့ဒါအရေးကြီးတယ်လို့သူတို့ဆိုလို့တယ်နော်ကိုယ်ရဲ့မြင့်မြတ်တဲ့ပုဂ္ဂိုလ်ဆိုရင်သူ့ရဲ့သီလဂုဏ်သမာဓိဂုဏ်သို့မဟုတ်အရေးချင်းတစ်ခုပူဇော်တယ်ဂုဏ်ပြုတယ်ဆိုတဲ့အနေနဲ့လှူမယ်သာထာဒနာဒိဋ္ဌိလှူပြီးဆိုရင်ကိုယ်တိုင်ပါဝင်ပြီးတော့လှူတယ်ကိုယ်လက်နဲ့လှူတယ်ကိုလှူတဲ့ပစ္စည်းသည်အနာဘဝိထံဒါနဒိဋ္ဌိဆိုတဲ့အတိုင်းစွန့်ပစ်တဲ့ပစ္စည်းမျိုးမဟုတ်ဘူး
ကိုသုံးတဲ့ပစ္စည်းမျိုးဖြစ်တယ်အာဂမနဒိဋ္ဌိကောတဲ့လူပြီးဆိုလို့ရှိရင်နည်းသည်ဖြစ်စေများသည်ဖြစ်စေကုသိုလ်ကောင်းမှုဟာအကျိုးအနေနဲ့ရောက်လာမှာပဲလူတွေဟာယုံကြည်ချက်ရှိတယ်လေတရက်စီကိုစိုက်ရင်တရက်ပင်ပေါက်လိုက်မယ်တရက်သီးသီးမယ်ဆိုတာကိုယုံကြည်လို့စိုက်ကြတာပဲပေါ့ဒါနကောင်းမှုပြုရင်လည်းထို့တူပဲဒီဒါနကောင်းမှုရဲ့အကျိုးကျေးဇူးဟာရမှာဆိုတာသိကြတယ်ယုံကြည်တယ်ယုံကြည်လို့လုပ်တယ်အဲ့ဒါလိုပဲကုသိုလ်ကောင်းမှုဆိုတာအာဂမနဒိဋ္ဌိကောသူ့အမြင်ထဲမှာငါလှူလိုက်တာဟာအခုလှူလိုက်တာပျောက်သွားတာဖြစ်တော့လေအဲ့ဒီကတုတ်ပြန်လာတဲ့အကျိုးရမှာတရက်ပင်စိုက်တယ်ဆိုရင်တရက်စီလေးကိုစိုက်လိုက်တဲ့တရက်စီလေးကတော့ပုတ်သွားမှာပဲလေအမြင့်ထွက်အညောင်းတက်ပြီးတော့ပုတ်သွားတာပဲအဲ့ဒီတရက်စီကိုတော့ပြန်မရတော့ဘူးပေါ့သို့တော့အဲ့ဒီတရက်စီကပေါက်လာတဲ့အပင်ကတီးတဲ့အခါကျတော့အစာပေါင်းများစွာရလာဒီလိုဆိုလို့တယ်ကုသိုလ်ကောင်းမှုဆိုတာဒီလိုပဲလှူလိုက်တဲ့အချိန်တော့ကုန်သွားတာပဲအဲ့ဒီကုန်သွားတာတွေဟာမျိုးစေ့ကိုစိုက်လိုက်သလိုပဲတစ်ချိန်ကျတော့အပင်ပေါက်လာတဲ့အကျိုးကျေးဇူးတွေကျတော့ကိုရမှာဖြစ်တယ်ဒီဒိဋ္ဌိပဲပြောဆိုလို့အဲ့လိုမြတ်စွာဘုရားကဝေလမသုတ်တမဒီလိုခေါ်တော့လှူတိုင်းလှူသူတွေဟာလှူတိုင်းလှူပြီးတမ်းပြီဆိုတဲ့အခါမှာအခုပြောတဲ့စိတ်တွေသဘောထားတွေကိုပြင်ဆင်ပြီးတော့လှူရမယ်ဒါကြောင့်မို့ကိုဒီအလှူပွဲတွေကျင်းပတဲ့အခါမှာမြန်မာနိုင်ငံမှာပထမဆုံးသီလဆောက်တည်ကြတယ်သီလဆောက်တည်ခြင်းအပြင်အလှူရှင်တွေအတွက်ကောင်းကျိုးချမ်းသာပူပြီးတော့ပေးနိုင်တဲ့အခြေအနေတစ်ခုဖန်တီးတာပဲဖြစ်တယ်ငါးပါးသီလဆောက်တည်ပြီးတော့လှူလိုက်လို့ရှိရင်သီလမရှိပဲလှူတာနဲ့သီလရှိပြီးလှူတာပိုမြတ်တယ်လို့ဆိုတာတခါဘုန်းကြီးတွေကပရိရွတ်တယ်မေတ္တာပို့တာပစ္စည်းကိုအလှူမခံခင်မေတ္တာပို့လိုက်ခြင်းအပြင်အလှူခံပုဂ္ဂိုလ်ရဲ့ရိုးဟာတက်သွားပြန်တယ်မေတ္တာပို့လိုက်တဲ့ပုဂ္ဂိုလ်တွေကိုလှူလိုက်တဲ့အခါမှာအလှူတို့ကပို့အကျိုးရှိလာတယ်မြေဩဇာကောင်းတဲ့မြေလူပဲမေတ္တာပွားလိုက်တဲ့ပုဂ္ဂိုလ်လှူလိုက်ရလို့ရှိရင်ပို့ပြီးတော့အကျိုးရှိလာပြန်အဲ့ဒီရည်ရွယ်ချက်နဲ့သီလပေးတယ်ပရိရွတ်တယ်ပြီးတော့မှလှူတာရေးစကြတာလုပ်တယ်ဒါအစင်လာကောင်းတစ်ခုပဲเนาะကောင်းမြတ်တဲ့အစင်လာကိုလုပ်တာအမတ်တမဲ့ဒီတိုင်းပဲလုပ်ချင်လို့လုပ်နေကြတာမဟုတ်ဘူးเนาะအစင်လာကောင်းသီလဆောက်တည်တာကအလှူရှင်တို့ရဲ့ပြင်ဆင်မှုပရိရွတ်တာကယဟန်တန်ဃာတို့ရဲ့ပြင်ဆင်မှုဒီပြင်ဆင်မှုနေရာနဲ့ပေါင်းစပ်လိုက်တဲ့အခါမှာလှူတဲ့ပုဂ္ဂိုလ်မှာအကျိုးကျေးဇူးပိုရတယ်လို့သူဆိုတယ်။ဒါကြောင့်မို့လို့အဲ့လိုလှူကြ။အဲ့လိုလှူတဲ့အခါမှာကောင်းကျိုးချမ်းသာညာဤရတယ်။ဒါကြောင့်မို့မြတ်စွာဘုရားကခုနကဆံကလေးပဲလေးကိုလက်သုံးချောင်းနဲ့ယူပြီးတော့တမင်ရွဲ့ပြီးတော့စိတ်သဘောထားမှားယွင်းနဲ့အတွေးမှားပြီးတော့လှူတဲ့ပုဂ္ဂိုလ်ကိုမြတ်စွာဘုရားပါတရားဟောလို့ဆိုမြတ်စွာဘုရားတရားဟောဖို့ကဒီမာဝမဉ္ဇေထပုညတ္တနမန္တအာဂမေတတိဥဒပိန္ဒုနိပတေနဥဒကုံမောပိပုရတိဓီရောပုရတိပုညတ္တထောကံပိအာစေနမြတ်စွာဘုရားဟောတာဆံလေးပဲလေးကိုလက်သုံးချောင်းနဲ့လှူတာစိတ်ကတမင်ရွယ်လှူတယ်လို့ဟုတ်တယ်တော့ကုသိုလ်ကောင်းမှုဆိုတာတဲ့နည်းသည်ဖြစ်စေများသည်ဖြစ်စေအထင်မသေးနဲ့တဲ့နော်တဏိဗာဆုံးလေးတစ်စုံလောင်းတာပါဆိုပြီးအထင်မသေးနဲ့ဘုရားကိုပန်းလေးတစ်ပွဲမဲ့လှူတယ်ဆိုပြီးတော့လည်းအထင်မသေးနဲ့လို့ဆိုလို့တယ်ပေါ့နော်လဲတာများတာအထင်မသေးနဲ့ကုသိုလ်ကောင်းမှုဆိုတာခုနကပြောရတဲ့အခြေအနေကောင်းတွေနဲ့ပတ်ပိုးလိုက်လို့ရှိရင်ကြီးမားတဲ့စွမ်းအားကိုဖြစ်စေတယ်မြတ်စွာဘုရားလက်ထက်တုန်းကမြတ်စွာဘုရားကခုနဝါမြောက်မှာအဘိဓမ္မာတရားတက်ဟောတယ်
အဘိဓမ္မာတရားတာဝရိန္ဒနတ်ပြည်မှာဟောတဲ့အခါမှာထင်ထင်ရှားရှားနတ်သားနှစ်ဦးကစောစောရောက်လာပြီးတော့မြတ်စွာဘုရားရဲ့လက်ရဘက်မှာမေရောမိနတ်သားထိုင်နေအဲ့ဒီနောင်နာမှာအိန္ဒကဆိုတဲ့နတ်သားထိုင်နေသူနဲ့ရှင်ရဲ့အင်ကုရဆိုတဲ့နတ်သားထိုင်နေကြအေးတရားပွဲမစခင်ကတည်းကသူတို့ချွတ်တင်ရောက်လာတာတဖြည်းဖြည်းနဲ့တကူကြီးတဲ့နတ်တွေရောက်လာကြတယ်ရောက်လာတော့မေရောမိနတ်သားကတော့မြတ်စွာဘုရားနာအနီးမှာပဲထိုင်မြဲပဲထိုင်တယ်အိန္ဒကနတ်သားကလည်းမြတ်စွာဘုရားအနီးမှာထိုင်မြဲပဲထိုင်တယ်သူ့ရဲ့တကူကကြီးမားတယ်နောက်ရောက်တဲ့နတ်တွေကသူ့ကိုမကြော်လွှားနိုင်အင်ကုရနတ်သားကတော့အဲ့လိုမဟုတ်ဘူးနောက်ရောက်လာတဲ့နတ်တွေကသူ့ရဲ့တကူကြီးတော့သူကနောက်ဆုံးပေးတယ်မြတ်စွာဘုရားနဲ့12ယူဆနာလောက်ဝေးသွားတယ်ဆုတ်ပေးရတာနော်မဆုတ်ဘဲနေလို့မရဘူးသူဆုတ်ပေးရအဲ့တော့အရှိန်ဝါချင်းကွဲပြားခြားနာတာဘာကြောင့်လဲသူတို့နှစ်ယောက်ကိုနှိုင်းယှဉ်ပြီးမြတ်စွာဘုရားဟောတယ်အိန္ဒကနတ်သားကတဲ့ယဟန္တာတစ်ပါးကိုဆွန်လေးတစ်စုံမဲ့လောင်းခဲ့တဲ့ကုသိုလ်လုပ်ခဲ့တာတဲ့အင်ကုရနတ်သားက12နှစ်ကြာထမရေချောင်းစီအလှကြီးပေးခဲ့တာအဲ့ဒီဒါနကုသိုလ်ကြောင့်သူတို့နှစ်ယောက်စလုံးနတ်ပြည်ရောက်တယ်ယဟန္တာကိုဆွန်လောင်းလိုက်တဲ့အိန္ဒကနတ်သားဟာဆွန်တစ်စုံလောင်းရတဲ့ကုသိုလ်ကြောင့်နတ်ပြည်ဖြစ်တော်လေသူ့ရဲ့တကူကပိုကြီးနေတယ်ပေါ့အားကြောင့်ကြီးတာတော့ဆိုရင်ခုနပြောတဲ့အလှကံပုဂ္ဂိုလ်ရဲ့ကြီးမြတ်မှုသူ့ရဲ့စိတ်စေတနာတွေကြီးမြတ်မှုကြောင့်အကျိုးပေးတဲ့အခါပိုကြီးမားနေတယ်အင်္ဂုရနတ်သားက12နှစ်ကြာထမေချောင်းစီလှူတယ်ဆိုလာရောက်စားတော့တဲ့ပုဂ္ဂိုလ်တွေက၅ပါးသီလတော့မလုံတဲ့ပုဂ္ဂိုလ်တွေကလေးကောင်ကလမ်းပေါ်ကလူတွေလာစားကြတာနော်အဲ့လိုဆိုလို့တယ်အဲ့တော့မတူဘူးသူတို့တို့ကဂုံရှိဂုံတရေရှိခြင်းမတူကြတော့မြတ်စွာဘုရားနဲ့12ယူဇနာလောက်အလှမ်းกว่าအောင်ဆုတ်ပေးလိုက်ရတယ်အင်္ဂုရနတ်သားအဲ့ဒါကိုမြတ်စွာဘုရားကနတ်ပရိသတ်ထဲမှာထင်ထင်ရှားရှားပြောပြပြီးတော့ကုသိုလ်ကောင်းမှုလုပ်တဲ့အခါမှာဒီပုဂ္ဂိုလ်ရွေးချယ်ရမယ်ဆိုတာရယ်စိတ်နဲ့သဘောထားတွေကောင်းဖို့ဆိုတာကိုအဓိကထားပြီးတော့ဟောခဲ့တယ်နော်အခုဒီတကားကိုလည်းမြတ်စွာဘုရားတရားဟောတယ်မာဝမင်းကြီးထပုံညတနမန္တအကမိတ္တိငါလုပ်တဲ့ကုသိုလ်လေးကနည်းနည်းပဲဆိုပြီးကုသိုလ်ဆိုတာအထင်မသေးနဲ့တဲ့နည်းနည်းလေးကအကျိုးမပေးဘူးလို့မအောင်ပေးနဲ့သူဆိုလို့ကိုလူတာဆံလေးပေးလေးကနည်းနည်းလေးပါတာဒီကုသိုလ်ကအကျိုးမပေးဘူးလို့မအောင်မေ့လေနဲ့တဲ့လောကမှာတစ်စက်မြိတ်အောက်မှာထားတဲ့စင်အိုးကြီးဟာမိုးရတဲ့အခါမှာတစ်စက်မြိတ်ကတပေါက်ချင်းကြာတာစင်အိုးကြီးတဲ့ရေဝင်တာဟာတလဟောဝင်တာမဟုတ်ဘူးတစ်စက်မြိတ်ကရေလေးတပေါက်နဲ့ကြားလိုက်တဲ့အခါဒီအိုးကြီးဟာပြည့်သွားတယ်တနေ့ကျတော့ပြည့်သွားတယ်ဒါကြောင့်မလို့နေစဉ်နဲ့အမျှကိုစားတဲ့ထဲကစားဦးစားပြဆွမ်းတော်လေးကိုကပ်ဖြစ်အောင်ကပ်ပန်းလေးတစ်ခွက်လှူဖြစ်အောင်လှူရေချမ်းလေးတစ်ခွက်ကပ်ဖြစ်အောင်ကပ်ပြီးနေ့စဉ်လုပ်သွားမယ်ဆိုရင်ကုသိုလ်တွေဟာဘုရားမှာကြီးမားတဲ့ကုသိုလ်တွေဖြစ်လာမှာဖြစ်သေးကြတယ်နော်ဆွမ်းလေးတစ်စုံလောင်းတဲ့ကုသိုလ်ပဲဖြစ်ဖြစ်ပန်းလေးတစ်ခွက်လှူတဲ့ကုသိုလ်ပဲဖြစ်ဖြစ်ရေချမ်းလေးတစ်ခွက်ဆက်ကပ်တဲ့ကုသိုလ်ပဲဖြစ်ဖြစ်ကုသိုလ်ကောင်းမှုဟာနေ့စဉ်တစ်ခုတစ်ခုတော့လုပ်ဖြစ်အောင်လုပ်သွားမယ်ဆိုလို့ရှိရင်အဲ့ဒီကုသိုလ်တွေဟာတနေ့တစ်စက်ရေပေါက်ကလေးကြားတဲ့အခါမှာအိုးစီကြီးတောင်းမှပဲပြည့်သွားတယ်လို့ပဲထီရောပုရတိပုံညတထောကံပိအာစိလနည်းနည်းလေးနဲ့ပြုလို့ရင်ကနေပြီးတော့တဲ့အသိဉာဏ်ရှိတဲ့ပုဂ္ဂိုလ်ဟာကုသိုလ်တရားတွေနဲ့ပြည့်သွားမှာဖြစ်တယ်တော့ကုသိုလ်နဲ့ပတ်သက်ပြီးတော့မြတ်စွာဘုရားအထင်မသေးဖို့ဆိုပြီးတော့ဒီတရားကိုဟောကြားခဲ့တာဖြစ်တယ်အဲ့ဒီတမင်ရွက်ပြီးတော့လှူတဲ့ပုဂ္ဂိုလ်ဟာလည်းပဲသူ့ရဲ့အမှား
သူ့ရဲ့စိတ်ထားလွယ်မှားမှုတွေသိရှိနားလည်ပြီးသူဟာအမြင်မှန်တစ်ခုရသွားတယ်မြင်မှန်ရလို့ကုသိုလ်ကောင်းမှုတွေလုပ်တယ်မြတ်စွာဘုရားဟောလိုက်တဲ့တရားအဆုံးမှာသူကသောတပန်ပုဂ္ဂိုလ်ဖြစ်သွားတယ်အမြင်မှန်ရပြီးတန်တရားတွေကင်းရှင်းပြီးကုသိုလ်ကောင်းမှုကိုကြိုးစားအထောက်တဲ့ပုဂ္ဂိုလ်ဖြစ်သွားတယ်အဲ့တော့ဒီနေရာမှာဆိုလိုတာကလှူဒန်းသူနဲ့နှိုးဆော်သူနဲ့လှူဒန်းသူနှိုးဆော်သူကအကျိုးတစ်မျိုးလှူဒန်းသူကအကျိုးတစ်မျိုးနှိုးလဲနှိုးဆော်တယ်လှူလဲလှူတယ်ဆိုရင်အကျိုးနှစ်မျိုးလုံးရနိုင်တယ်ပေါ့အဲ့လိုရတဲ့အခါမှာအရေးကြီးဆုံးကပေါ်မြတ်တဲ့ဆန္ဒတွေကြီးမားတဲ့လုံလဝိရိယတွေပြင်းထန်တဲ့စိတ်ဓာတ်တွေအသိဉာဏ်ဆွဲဖက်ပါဝင်ပတ်သက်နေမှုတွေဒီစွမ်းရည်တွေနဲ့ထုံမွမ်းထားတဲ့ကိုယ်စိတ်လေးနဲ့ကုသိုလ်ကောင်းမှုတစ်ခုလုပ်ပြီးဆိုရင်ပို၍အစင်းမြင့်တဲ့အကျိုးကျေးဇူးကိုရရှိနိုင်တယ်လောကမှာလှုပ်တတ်လို့ရှိရင်ကိုလှူတဲ့အလှူသည်ဘာမှမဟုတ်ပေမဲ့လို့ကြီးမားတဲ့အကျိုးတစ်ခုရရှိသွားနိုင်တယ်ပေါ့ဒါကြောင့်စီဝဥစ္စာဆိုတာလည်းပဲလှုပ်တတ်တဲ့ပုဂ္ဂိုလ်တွေဟာဘာမှမပြောပါတော့တဲ့တန်တို့တန်ဆာကောင်းစုတာနဲ့တထေးဖြစ်သွားတယ်လူပဲရှိတာပဲကျွတ်သိမ်လေးတစ်ကောင်ကိုစားပြုတ်အရင်နှီးလှုပ်လိုက်တာနဲ့တထေးဖြစ်သွားတဲ့ပုဂ္ဂိုလ်လည်းရှိတာပဲနော်အမိုက်ပုံတွေကဟာရှာပြီးတော့စုဆောင်လို့ကိုင်ငင်ရနေပြီးတထေးဖြစ်သွားတဲ့ပုဂ္ဂိုလ်လည်းရှိတာပဲမထင်မှတ်တဲ့နေရာလေးတွေကနေပြီးတော့စီဝါဥစ္စာစုဆောင်ပြီးတော့တထွေးတကြွယ်ဘဝရောက်ရတယ်လို့ပဲကုသိုလ်ကောင်းမှုဆိုတာလည်းပဲထို့တူပဲမထင်မှတ်တဲ့လူအထင်မကြီးတဲ့ကုသိုလ်ကောင်းမှုလေးတွေကစပြီးတော့တို့တွေဟာဆွဲဆွဲမြဲမြဲပြုလုပ်ကြမှာဖြစ်တယ်ပေါ့အဲ့ဒါလို့ပြုလုပ်ဖို့အတွက်မြတ်စွာဘုရားကတိုက်တွန်းခဲ့တာဖြစ်တယ်မာဝမင်းကြီးထပုညတနမန္တအာဂမိတ္တိနည်းနည်းလို့ရင်ပျောက်ပြက်သွားလိမ့်မယ်ကောင်းကျိုးချမ်းသာတွေရမှာမဟုတ်ဘူးလို့ကုသိုလ်ကောင်းမှုနဲ့ပတ်သက်ပြီးအထင်မသေးနဲ့ဥဒဗေနုနိပတေနဥဒကုံဘောပိပုရတိရေလေးတစ်ပေါက်ကြရုံနဲ့ပဲရေအိုးစည်းကြီးပြည့်နိုင်သလိုဒီရောပုရတိပုညတထောကံပိအာစိနတနေ့နည်းနည်းလှုပ်သွားခြင်းအပြင်ကုသိုလ်ကောင်းမှုနဲ့ပြည့်ပြီးတော့ကောင်းကျိုးချမ်းသာတွေရရှိမှဖြစ်တယ်လို့ဒီလိုခေါ်တာဟာရှင်တဲ့နှလုံးထဲမှာဆွဲမြဲစွာမှတ်ပြီးလူဘဝရရှိတဲ့အခိုက်လေးမှာဘာကုသိုလ်တွေလုပ်ကြမလဲဒါနကုသိုလ်လုပ်မယ်သီလစောင့်တည်ပြီးကိုယ်ကျင့်တရားမပြတ်နေထိုင်ကြမယ်မေတ္တာဘာဝနာပွားရဲဆိုတဲ့ဘာဝနာကုသိုလ်ဒီကုသိုလ်ဟာလည်းပဲကုသိုလ်တွေဒီတရားအလုံးပေါ်မှာအမုန်းတရားမဖက်ဖက်နဲ့မေတ္တာစိတ်သက်အောင်နှလုံးသွင်းဆင်ခြင်ပြီးတော့တရားတွေအလုံးဆင်ပြေကြပါစေဆိုတဲ့စိတ်ဓာတ်နဲ့မေတ္တာဘာဝနာပွားမယ်ဒီတဲ့အစင်းမြင့်တဲ့ကုသိုလ်ကြတော့ဘာလို့ဆိုရင်လောကမှာအကြောင်းတရားကဖန်တီးထားတဲ့အရာတွေမှန်သမျှဘဝတွေဘယ်ဘဝပဲဖြစ်ဖြစ်အစင်သာဝရမြဲတာမရှိဘူးအလုံးဟာရွေးရှားပြောင်းလဲနေတာသာဖြစ်တယ်မမြဲတဲ့သဘောလို့ဆိုတဲ့အနိစ္စတင်ညာကိုဆင်ခြင်သုံးသပ်ရမှာဖြစ်တယ်အဲ့ဒီကုသိုလ်ကတော့လုပ်လို့ရတဲ့ကုသိုလ်တွေမှာတော့ဒီမမြဲတဲ့သဘောကိုဆင်ခြင်စဉ်းစားနိုင်တဲ့ဝိပဿနာပညာဝိပဿနာကုသိုလ်အနိစ္စတင်ညာဆိုတဲ့ဒီကုသိုလ်ပွားများအထောက်မဲ့ဆိုလို့ရှိရင်တော့ကုသိုလ်တွေမှာတော့အမြင့်မြတ်ဆုံးကုသိုလ်လို့မြတ်စွာဘုရားဟောတယ်နော်အဲ့ဒီအမြင့်မြတ်ဆုံးကုသိုလ်လို့ဘာကြောင့်ပြောတော့ဆိုရင်ဝိပဿနာကုသိုလ်ကိုအခြေခံပြီးတော့မှမေကုသိုလ်ဆိုတာရတယ်မေကုသိုလ်ရမှကိလေသာတွေကုန်တဲ့နိဗ္ဗာန်ကိုရမှာဖြစ်တယ်ပေါ့ဒါကြောင့်မို့ဝိပဿနာမပါပဲနိဗ္ဗာန်ကိုရတာမရှိဘူးစဉ်းစားဆင်ခြင်ပြီးတော့ကိုယ်ဘဝကိုကြည့်ပြီးငါတို့ဟာငယ်စဉ်ကာလမိဘဝမ်းကနေပြီးတော့မွေးဖွားလာတဲ့မွေးဖွားလာပြီးတော့ဘဝမှာတဖြည်းဖြည်းပြောင်းလဲလာတယ်ကိုယ်အသက်အရွယ်နဲ့ကိုယ်စဉ်းနေစဉ်းစားကြည့်ပဲဆိုတဖြည်းဖြည်းကြီးလာပြီးတော့မှတ်တိုင်လေးများစွာကြောပြီးနောက်ဆုံးမှာတို့ဘဝဟာအဆုံးသတ်ကြမှာဖြစ်တယ်ဆိုတဲ့
မမြဲတဲ့သဘောထာဝရပြောင်းလဲနေတဲ့သဘောတွေကိုစဉ်းကျင်စဉ်းစားပြီးကိုယ်စိတ်ကပတ်ဝန်းကျင်နဲ့အာယုန်ဒီပေါ်မှာမတွေ့တာအောင်ကြိုးစားရမှာဖြစ်တယ်မတွေ့တာအောင်ကြိုးစားနိုင်ပြီဆိုတဲ့အခါမှာတောကလို့ဆိုတဲ့ယင်တွေကဆိုရင်တောကတွေမဖြစ်တော့အဲ့ဒီလိုမဖြစ်တော့မှစိတ်နှလုံးအေးချမ်းစွာနေနိုင်မှာဖြစ်တယ်သူတော်စင်သူတော်မြတ်ထူးခြားတဲ့အရေးချင်းရှိတဲ့ပုဂ္ဂိုလ်တွေကိုလည်းရှင်တဲ့နှလုံးထဲမှာအငြိကြီးတွေခင်းစင်သည့်အတွက်ကြောင့်စိတ်ဓာတ်ဖြူစင်တန်ရှင်းတဲ့ပုဂ္ဂိုလ်တွေကိုလည်းရည်ညွှန်းပြီးတော့နာတကလို့သုံးတဲ့စကားလုံးရှိတယ်။အဲတော့စင်ကြယ်တန်ရှင်းပြီးသားပုဂ္ဂိုလ်ဆိုတဲ့အဓိပ္ပာယ်နဲ့ဒီပုဂ္ဂိုလ်မြတ်ကိုနာမည်ပေးထားတာဖြစ်တယ်။သူကတော့ရသကြုံမြို့မှာပြမနာလူမျိုးတယောက်အနေနဲ့လူဘဝရောက်ရှိလာတာဖြစ်တယ်ဒီမတိုင်ခင်ကသူဘာတွေကုသိုလ်လုပ်ခဲ့တယ်ဆိုတာကိုတော့မတန်းအနေနဲ့ဖော်ပြထားတာမရှိဘူးသို့တော့ပုရိမဗုဒ္ဓေသူကတာထိကာရောလို့ရှင်းပြတဲ့လက်ထက်သမုဒ္ဒရာကောင်းနေနဲ့ဆုံစည်းတဲ့အချိန်မှာအဓိကာရဆိုတဲ့ထူးခြားတဲ့ကုသိုလ်ကောင်းမှုတစ်ခုကိုတော့လုပ်ခဲ့တာဖြစ်တယ်အဲ့ဒီလုပ်ခဲ့သည့်အတွက်ကြောင့်တမန်ပုဂ္ဂိုလ်မျိုးမဟုတ်ဘဲနဲ့ထူးခြားတဲ့အရေးချင်းရှိတဲ့ပုဂ္ဂိုလ်တူဖြစ်ကောရဝမြတ်စွာဘုရားဝိနည်းမှုတဲ့အချိန်မှာရာဇဂုမြို့မှာလူလာဖြစ်တာဖြစ်တယ်ပေါ့အဲ့လိုလူလာဖြစ်တဲ့အချိန်မှာပြမနာလူမျိုးတွေဟာအသက်48နှစ်ထိအောင်အိမ်တော်မပြုတ်ကြရဘူးဝေရကျမ်းတွေကိုသင်ကြရတာဖြစ်ဆိုလိုတာကကျောင်းသားဘဝနဲ့အသက်48နှစ်ထိအောင်နေရမယ်ဒါပြမနာလူမျိုးတွေသတ်မှတ်ထားတဲ့အချက်ပေါ့နော်ဒီကနေ့ခေတ်မှာတော့ဒီလောက်ထိအောင်ပညာသင်တာတော့မရှိဘူးအရွယ်ရောက်တဲ့အချိန်ကစပြီးတော့48နှစ်အသက်48နှစ်ထိအောင်ဇမနာတွေတတ်သိတိုက်တဲ့ဝေရကျမ်းတွေကိုတကြွသည့်ထိအောင်လေ့လာသင်ယူကြပညာဆုံးပြီဆိုရင်အိမ်တော်ပြုမယ်ဆိုရင်မိဘတွေကအခုလိုပညာဆုံးတဲ့ပုဂ္ဂိုလ်ကိုသမက်အနေနဲ့ရွေးချယ်ဖို့ဟာအစင်းဖြစ်နေကြသမီးရှင်တွေကအစင်းဖြစ်တစ်ချိန်တုန်းကမြန်မာနိုင်ငံမှာလည်းပဲအင်္ဂလိပ်လက်ထက်BAပွဲရတို့ဒီလိုပွဲရတဲ့ပုဂ္ဂိုလ်တွေဆိုလို့ရှိရင်စာရီထဲမှာဖတ်ဖို့ရသမီးရှင်တွေဝိုင်းဝိုင်းလည်နေတယ်လို့ပြောကြတယ်အဲ့ဒါလိုပဲရှေးခေတ်ကလည်းပဲ48နှစ်ပြည့်သည့်ထိအောင်ပညာသင်လို့အောင်မြင်သွားတဲ့ဇမနာလူတယောက်ကိုသမီးရှင်တွေကသူတို့သမီးနဲ့အင်တော်ရသားချပေးဖို့စောင့်ဆိုင်နေကြတာဖြစ်တယ်အဲ့ဒီမှာသူတို့လူမျိုးရဲ့ထုံတန်းစင်လာရပြမစာရိခထောစဝနပတောစဘိက္ခုတိဆိုသူတို့ကျင့်စဉ်400ပထမအင်တော်မပြုဘဲနဲ့စသင်ရတာ48နှစ်48နှစ်ပြည့်လို့အင်တော်ပြုလို့တဲ့စိတ်မရှိဘူးဆိုရင်တော်တဲ့သွားယသိဝတ်မိပုဇော်ရယသိလောက်ပြီးတော့ဗြဟ္မပြည်ရောက်ကြောင်းအကျင့်ကိုကျင့်ကြံကြဖို့အထောက်ရတယ်အဲ့ဒါလို့မဟုတ်ဘဲနဲ့အိမ်တော်ပြုခြင်းနဲ့ဆိုရင်ဂဟထအိမ်တော်ပြုမယ်အိမ်တော်ပြုပြီးပြန်တော့လည်းပဲမျိုးဆက်မပြတ်စေရအောင်သာသမီတူထွန်းကားတယ်ဆိုတဲ့အချိန်မှာတော့ထွက်ပြီးတော့ယသိဝကြပြန်ဒါပြမနာလူမျိုးတွေရဲ့ထုံတန်းစင်တာလို့ဆိုလို့ပေါ့နော်အဲ့ဒီလိုလုံးထေရှိတယ်ပေါ့အခုဒီနာတကဆိုတဲ့မျိုးသားဟာလည်းပဲ
48နှစ်ထိအောင်ပညာသင်ကြားပြီးသူလည်းပဲအိမ်တော်မပြုတ်ပဲနဲ့တောထွက်ပြီးယသိဘဝနဲ့မိပူဇော်တဲ့မိနတ်ပူဇော်တဲ့အလုပ်ကိုလုပ်တယ်မိနတ်ကိုပူဇော်တယ်ဆိုတာသူတို့ရဲ့ယုံကြည်ချက်အရာမိဆိုတာသွန်တတိရှိတယ်မကောင်းတာတွေကိုလောင်မြိုက်ပြစ်နိုင်တယ်အလင်းအောင်တောင်းပါတယ်အဲ့ဒီမိကိုမိထဲမှာထောပတ်တို့စီတို့လောင်းထည့်ပြီးမိတော့ကြည့်အောင်လုပ်ပြီးမန္တန်ဆုပ်တယ်ဆိုလို့ရှိရင်ကောင်းကင်ဘုံကဇမကြီးကိုပူဇော်ပတ်သရရောက်လို့အကိဟုတ်တာလို့ခေါ်တယ်မိပူဇော်တဲ့ကုသိုလ်ကောင်းမှုကြောင့်သူတို့ဟာဇမပြည်ရောက်နိုင်တယ်ဆိုတဲ့ရည်ရွယ်ချက်နဲ့ရှည်စူးချက်နဲ့မိပူဇော်တဲ့လုပ်ကိုလုပ်တာမိပူဇော်တဲ့မိတင်ကုန်းလို့ခေါ်တဲ့အရာသူတို့မှာတော့အခိတာလာလို့ပါဠိလိုခေါ်တယ်အဲ့ဒီအခိတာလာကိုနမပြေမှာမိတင်ကုန်းလို့ပြန်လေးရှိတော့လေမိနတ်ကိုပူဇော်တယ်ဆိုလို့ရှိရင်မိနတ်ကုန်းလို့ဘာသာပြန်လို့ရှိရင်ပို့ပြီးတော့အထိပ္ပယ်ပေါ်လွင်တယ်အဲ့ဒီလိုကုသိုလ်ကောင်းမှုတွေပြုသူဟာတော်ထဲမှာယသိအဖြစ်နေထိုင်တဲ့အခါမြတ်စွာဘုရားသခင်ကိုရောမြတ်ကသဗ္ဗညုတဉာဏ်ကိုရဲ့ကိုဖြန့်ကျက်ပြီးတော့ချိလိုက်တယ်ဘယ်ပုဂ္ဂိုလ်ဟာကြွတန်းဝင်မှုအနေထားရှိတယ်လဲဆိုတာချိလိုက်တော့မြတ်စွာဘုရားရဲ့ဉာဏ်တော်ထဲမှာမိပူဇော်နေတဲ့ဒီနာတကဆိုတဲ့ယသိကြီးကိုတွေ့ရတယ်နာတကဆိုတဲ့ယသိကြီးဟာအသိပညာထက်မြက်တယ်သို့တော်မြတ်စွာဘုရားစီကအမှန်တရားကိုမကြားနိုင်ရဘူးဆိုလို့ရှိရင်သူတို့ရိုးရမိပူဇော်တဲ့အလုပ်လုပ်ပြီးပြမပြေသွားဖို့ပဲဥတည်ချက်နဲ့လမ်းဆုံးအောင်လိုက်မှာပဲဖြစ်တယ်ပေါ့မြတ်စွာဘုရားဆုံးမရလိုက်ပဲဆိုရင်သူလမ်းကြောင်းပြောင်းပြီးတော့ရှင်တွေကကိလေသာတွေဖယ်ရှားပြစ်ပြီးတဲ့အခါဉာဏ်နာအဖြစ်နဲ့ပြိဋိဘံပြုနိုင်တဲ့အနေထားပါရမီလုံလောက်တဲ့အနေထားကိုမြတ်စွာဘုရားမြင်တော်မူတဲ့အခါမှာဒီသူ့ရဲ့အတ္တမလို့ခေါ်တဲ့တရားကျင့်တဲ့ယသိကြောင်းကိုမြတ်စွာဘုရားကြွသွားတော့မူတယ်အဲ့ဒါလို့ကြွသွားတာဟာတရမကဘူးနေ့စဉ်ဆက်တိုက်3ရက်လုံးလုံးကြွ3ရက်လုံးလုံးကြွတဲ့အခါမှာကြွတိုင်းအဲ့ဒီနာတကယသိကမြတ်စွာဘုရားကိုမေတ္တာစိတ်နဲ့သူ့မှာရှိတဲ့တတိဝလံအာဟာရသူကဘာကိုအဓိကစားတယ်လို့ဆိုရင်ဆံချမ်းကိုစားတာကျိတ်ဆံလို့ခေါ်တယ်အဲ့ဒီစဘာချမ်းကိုစားလို့ရှိတော့သူရှိတဲ့သူစားတဲ့အစာကိုမြတ်စွာဘုရားကိုနေ့စဉ်ဆက်ကတ်တယ်3ရက်တိတိမြတ်စွာဘုရားကလည်းသူစားတဲ့အစာချမ်းကိုပုံပေးပြီး4ရက်မြောက်ကြွတဲ့အခါမှာရှင်သေကြီးကအာနာတယ်ပေါ့လေမြတ်စွာဘုရားဟာမင်းမျိုးမင်းတွေကလာခဲ့တဲ့ပုဂ္ဂိုလ်ဖြစ်တယ်ချမ်းသာကြွယ်ဝတဲ့မိသားစုကလာခဲ့တာဖြစ်တယ်စာပေကျမ်းကနေမှဆိုမဲ့ဆိုရင်မြတ်စွာဘုရားရဲ့မိသားစုမှာအိမ်ရှင်ကြီးမပြောနဲ့အိမ်မှာအလုံးလုံးတဲ့ပုဂ္ဂိုလ်တွေတောင်မှတလေးတံပေါက်ထမင်းမျိုးကိုကျွေးတာဖြစ်တယ်အခုလိုဆံညာဆိုတာမင်းသားဘဝကစားခဲ့တဲ့အနေထားမရှိဘူးဟိမောတတောင်ချေမှာကြွယ်ဝချမ်းသာတဲ့မြို့ယူဟိမောတတောင်မှာတလေးစပါးတွေပေါ်ရောက်တဲ့ထေသမှာနေတဲ့ပုဂ္ဂိုလ်ဆိုလိုတာဆံကောင်းစားတဲ့ပုဂ္ဂိုလ်တွေပေါ့
ဆံကောင်းစားတဲ့ပုဂ္ဂိုလ်ကြမ်းမေ့ဆိုတဲ့ဆံကိုချက်ပြုတ်ပြီးတော့ကျွေးတဲ့အခါမှာရသေးကြီးက3 ရက်တိုင်နဲ့မြတ်စွာဘုရားပုံမိတာကိုကြည့်ပြီးတော့စိတ်ထဲမှာအာရုံအာနာဖြစ်တယ်ပေါ့အာရုံအာနာဖြစ်တယ်သို့တော့4 ရက်မြောက်နေ့မှာမြတ်စွာဘုရားကအစာနဲ့ပတ်သက်ပြီးတော့ဗာပြောတယ်လို့ဆိုရရနဲ့ကျင့်တတ်တာကိုတန်တောသလို့ခေါ်တယ်တန်တောသဆိုတာကိုယ်မှရှိတာလေးနဲ့ကျင့်တတ်တယ်ဘာရတာလေးစပြီးတော့တင့်တယ်ရောင်ရဲနိုင်တာသူတော်ကောင်းတို့ရဲ့အရေးချင်းတစ်ခုပဲအဲ့ဒီသူတော်ကောင်းတွေရဲ့အရေးချင်းဖြစ်လို့မြတ်စွာဘုရားလောက်ကောင်းတဲ့သူတော်ကောင်းဆိုတာလည်းမရှိဘူးအဲ့တော့သူတော်ကောင်းတွေရဲ့အရေးချင်းကိုအပြည့်အဝရှင်းသုံးရရောက်သည့်အတွက်ကြောင့်မြတ်စွာဘုရားဟာနဲ့ပဲဖြစ်ဖြစ်မြတ်တာနိုင်တယ်ရောင်ရဲနိုင်တယ်ဆိုတဲ့စိတ်နေသဘောထားကိုချင်းတရားရှိပြီးသားပုဂ္ဂိုလ်အဲ့ဒီတန်တောသဆိုတာရှိတာနဲ့ကျင့်တယ်လောကလူတွေကရှိတာနဲ့မကျင့်တတ်ဘူးရှိတာကတစ်ခုကြိုက်တာကတခြားဒီလိုဖြစ်နေတယ်အဲ့လိုဖြစ်နေတဲ့အခါမှာရှိတာနဲ့မကျင့်တတ်လို့မရှိတာရှာကြတဲ့အခါမှာပြဿနာတွေတက်ကြတယ်နော်ဒီသူတော်မြတ်တွေကတော့တန်တောသတောသဆိုတာနှစ်သက်တာကျင့်တတ်တာတန်ဆိုတာရှိတာရှိကိုယ်မှရှိတာနဲ့ကျင့်တတ်သွားတယ်ကျင့်တတ်နိုင်တယ်မြတ်တတ်နိုင်တယ်ဆိုတဲ့ဂုဏ်နဲ့အဲ့ဒီဂုဏ်ရဲ့ကျေးဇူးတရားကိုမြတ်စွာဘုရားကစတင်သူ့ကိုဟောကြားတယ်အဲ့ဒီလိုသူတော်ကောင်းတရားသူတော်ကောင်းရဲ့ဂုဏ်ဤချင်းတွေကိုစတင်ဟောပြောလိုက်တဲ့အခါအာယုံပြုနားထောင်ရင်ကနေပြီးတော့သူဟာသောတပန်ဖြစ်သွားတယ်အသိပညာထက်မြက်တဲ့ပုဂ္ဂိုလ်တွေဆိုတရားဓမ္မနဲ့ပတ်သက်ပြီးတော့အမှန်မြင်သွားခြင်းနဲ့တန်တရားကင်းခြင်းပဲဖြစ်တယ်သောတပန်ဖြစ်တယ်ဆိုတာလွယ်မနေတဲ့အတွေးတွေလွယ်မနေတဲ့အမြင်တွေပျောက်ကင်းသွားပြီးတော့မင်္ဂနဲ့အမြင်ကိုရရှိသွားခြင်းနဲ့ဒီမှာအကြောင်းလမ်းကောင်းပေါ်မှာတန်တရားကင်းစင်ခြင်းပဲဖြစ်တယ်ပေါ့အဲ့ဒါကိုပဲဒိဋ္ဌိဝိသိကိစ္စပယ်တယ်လို့ပြောတာအဲ့ဒါလို့သောတာပန်လို့ခေါ်တယ်မဂ္ဂင်လမ်းကြောင်းလေးကိုရောက်သွားတဲ့အနေအထားမျိုးရောက်တဲ့အခါမှာသူနေ့စဉ်လှုပ်ဆောင်နေတဲ့အလုပ်တွေကိုဆွန့်လွတ်လိုက်ပြီးတော့မြတ်စွာဘုရားထံတပည့်ခံပြီးတော့ရဟန်းဝတ်တယ်ပေါ့ဓမ္မလမ်းကြောင်းအမှန်ဆိုတော့သိရှိသွားပြီမြတ်စွာဘုရားထံတပည့်ခံပြီးတော့ယဟန်ပြုတဲ့အခါမြတ်စွာဘုရားကဝိပဿနာတရားအထုပ်ပေါ်အထုပ်ပြီးသောတပန်ဖြစ်ပြီးတဲ့နောက်မှာလည်းပဲတဂရကံဖြစ်ဖို့ဝိပဿနာတရားပဲအထုပ်ရတာဖြစ်တယ်တဂရကံဖြစ်ပြီးအနာဂံဖြစ်ဖို့လည်းပဲဝိပဿနာတရားပဲအထုပ်ရတာဖြစ်တယ်အနာဂံဖြစ်ပြီးတဲ့နောက်ယဟန္တာဖြစ်ဖို့ဆိုတာလေဝိပဿနာတရားပဲအထောက်အတာဖြစ်တယ်ဝိပဿနာတရားရဲ့ level degree ချင်းကကွဲပြားခြားနာတယ်လို့ဆိုလို့သောတာပန်ဖြစ်စေနိုင်တဲ့ဝိပဿနာတရားတဲ့သဂရကံဖြစ်စေနိုင်တဲ့ဝိပဿနာတရားကဆင့်မြင့်သွားတယ်ဒီလိုဆိုလို့လားပေါ့အလုံးမလေးပါးဟာသူ့ဝိပဿနာနဲ့သူ့လမ်းကြောင်းနဲ့သူတက်ကြတယ်နောက်ဆုံးမှာမြတ်စွာဘုရားထံတရားဓမ္မကျင့်တဲ့ကျုပ်ကိုအထုရင်ကနေပြီမြတ်စွာဘုရားလမ်းနိလညံပြတဲ့ဝိပဿနာကျင့်စဉ်ကိုကျင့်တဲ့ကျုပ်ကိုအထုလိုက်တာနောက်ဆုံးမှာယဟန္တာကြီးဖြစ်သွားတယ်ယဟန္တာဖြစ်သွားတော့လည်းပဲတော်ထဲမှာပဲနေလက်ဆက်ပြီးတော့နေရေသိဘဝတော်ကနေတဲ့နေရာမှာပဲဆက်လက်ပြီးတောเจ้าမှာပဲနေထိုင်တယ်လို့ဆိုအဲ့ဒီလိုနေထိုင်လူစရာဘယ်ပုဂ္ဂိုလ်ပဲဖြစ်ဖြစ်ဖရာယဟန္တာအပေါင်းပဲလူရဲ့ခန္ဓာကိုယ်ဆိုတာဟာကံစိတ်ဥဒ္ဓအာရလို့ဆိုတဲ့အကြောင်းလေးပါးပေါ်မှာမိတည်နေရတာဖြစ်တယ်
ခန္ဓာကိုယ်ရထားတဲ့ပုဂ္ဂိုလ်တိုင်းဟာလည်းပဲအနည်းနဲ့အများယောဂဝေဒနာဆိုတာရှိကြရှင်ပါကုလတို့လိုထူးခြားတဲ့ပုဂ္ဂိုလ်မျိုးကြီးတွေကြတော့ယောဂမဖြစ်တာလည်းရှိတယ်ဒါအလွန်ထူးခြားတဲ့ပုဂ္ဂိုလ်ညာသောအပြင်ခန္ဓာကိုယ်ရထားလို့ရှိရင်ခန္ဓာဒုက္ခလို့ခေါ်တယ်ယောဂဝေဒနာတွေနဲ့ကြုံတွေ့ရတာဖြစ်တယ်အဲ့လိုယောဂဝေဒနာတွေနဲ့တရက်တော့တောထဲမှာနေထိုင်ရနေပြီ။ဘာယောဂသူနှိမ့်ဆက်တယ်လဲဆိုရင်လေနာယောဂနှိမ့်ဆက်လာတယ်။လူတွေမှာယောဂဖြစ်တာအကြောင်းရှင်းမျိုးရှိတယ်။လေကြောင့်လည်းယောဂဖြစ်တယ်။သီးခြေကြောင့်လည်းယောဂဖြစ်တယ်။တလိပ်ကြောင့်လည်းယောဂဖြစ်တယ်။လေသီးခြေတလိပ်ဆိုပြီးအဲ့ဒီတော့ပေါင်းစပ်ပြီးခြင်းကြောင့်လည်းရောထွေးလာတဲ့အကြောင်းတရားကြောင့်လည်းပဲယောဂဖြစ်တယ်လေကြောင့်ဖြစ်တာ32မျိုးတိကျကြောင့်ဖြစ်တာ32မျိုးတလိပ်ကြောင့်ဖြစ်တာ32မျိုးအဲ့ဒါကို96ပါးသောယောဂဝေဒနာလို့ခေါ်တယ်ယောဂဝေဒနာဖြစ်ခြင်းကြောင့်ကလေတိကျတလိပ်တစ်မျိုးစီအပြင်အဲ့ဒီသုံးခုပေါင်းစပ်ပြီးတော့ယောဂဖြစ်စေတာကြတော့တဏှိပါဒလို့ခေါ်တယ်။ဒီသိခြင်းတလေအလုံးပေါင်းစပ်ပြီးတော့ယောဂဖြစ်တယ်။နောက်တစ်ခုကဥတုဝိပရိနာမဥရုဖောက်ပြန်လို့အပူအေးဥရုဖောက်ပြန်လို့လည်းယောဂဖြစ်တယ်။ရှင်းတော့ကဥရုပြောင်းယောဂဖြစ်တယ်ဆိုတာဆောင်းလွေမိုးဥရုပြောင်းရဲ့ယောဂဖြစ်တယ်ဒီကလေးတစ်ခုမှာမှတ်သားဖို့သတိထားဖို့လိုအပ်တာပါတော့ဆိုလို့ရှိရင်ဒီကလေးခင်မှာအေယာကွန်နဲ့သုံးတဲ့အတွက်ကြောင့်တနေ့တည်းတနာရီအတွင်းမှာပဲဥဒုပေါက်ပြန်တာရှိနော်အပူရဲလာအေယာကွန်နဲ့ဝင်အပူနဲ့အေးစကြင်ယောဂဖြစ်တယ်အေယာကွန်နဲ့နေပြီးတော့အပူရဲထွက်တဲ့ယောဂဖြစ်တယ်အဲ့ဒီယောဂတည်လောက်တဲ့ယောဂမျိုးတွေဖြစ်တယ်ဒါတတိထားဖို့ပြောတယ်နော်အပူတွေကလာပြီးတော့အေးတဲ့ချက်ချင်းဝင်လိုက်ရင်ယောဂဖြစ်သွားတယ်အဲ့ဒါဥတုဝိပရိနာမစာယောဂလို့ခေါ်တယ်အေးတဲ့ကနေအပူထွက်တယ်ခဏခေတ်ဆိုလို့ရှိရင်ကားထဲမှာအေယာကွန်ဖွင့်ထားတယ်အခန်းထဲမှာအေယာကွန်ဖွင့်ထားအေယာကွန်ကြောင့်အသက်ဆုံးတဲ့ပုဂ္ဂိုလ်တွေလည်းအများကြီးရှိတယ်ဒါကြောင့်မို့ဒါတွေလည်းသတိထားရမယ့်အရာတွေဖြစ်တယ်ရေနဲ့ပတ်သက်လာတဲ့အခါမှာလည်းပဲအလွန်အေးလွန်းတဲ့ရေကိုတောက်ရင်ယောဂဖြစ်တယ်လူတွေရဲ့အာကောင်းမှာအာယုံကြောကြီးရှိတယ်အဲ့ဒီအာယုံကြောကြီးအေးပတ်သွားလို့ရှိရင်နှလုံးကအလုံးမလုံးဘူးအဲ့မှာလည်းသိတယ်ဒါကြောင့်မို့ဒီကနေ့ခေတ်မှာအပူတွေကလာရေခဲရေတောက်သိတယ်ဆိုတာအဲ့ဒါဟောဥတုဝိပရိနာမဥတုဖောက်ပြန်ပြောင်းလဲသွားတဲ့အတွက်ကြောင့်ယောဂဝေဒနာဖြစ်တတ်တယ်ဆိုတဲ့ရှင်းတော့ကတော့ဆောင်းတွေမူအပြောင်းအကူမှဖြစ်တာဒီကနေ့ကတော့ဆောင်းထဲမှာလည်းဖြစ်မှာပဲတွေထဲမှာလည်းဖြစ်နိုင်တယ်အဲ့ဒီဥတုပြောင်းဖို့တော့မဆိုနိုင်တော့ဒီကနေ့ခေတ်ကတော့ဥတုကကိုယ်အိမ်ထဲမှာနေတာထိုင်တာကိုယ်เจ้าမှာနေတာထိုင်တာအနေထိုင်မတက်ရုံနဲ့ယောဂဝေဒနာဖြစ်နိုင်တယ်ဆိုတာတတိထားဖို့လိုတယ်နော်တတိထားဖို့လို2010ခုနှစ်ကရန်ကုန်တို့မန္တလေးတို့မြို့ကြီးတွေမှာတောတွေမှာလည်းရှိမှာပေါ့ရန်သူတွေကအလွန်ပူပြင်းတဲ့အခါမှာပူရမခံနိုင်လို့ရေအေးတစ်ပတ်တည်းနဲ့ခုတ်ပိုးကိုဆွတ်တဲ့တက်စီမောင်းသမားတွေဟာမိပွိုင်မှာတင်သေးနေတယ်ဆိုတာရှိတယ်နော်အပူနဲ့အေးဆန့်ကျင်ပဲဖြစ်သွားတယ်အဲ့ဒါအထူးသတိထားဖို့လိုအပ်တဲ့ယောဂဖြစ်ခြင်းအကြောင်းတစ်ခုပဲဥတုဝိပရိနာမနောက်တစ်ခုကတော့ဝိသမပရိဟာရစလို့ခေါ်တယ်အကြာကြီးထိုင်နေအကြာကြီးမတက်ရနေတယ်အကြာကြီးအိပ်တယ်ဆိုတဲ့ဣရိယာပုမြတ်တအောင်မနေပဲနဲ့အဲ့လိုနေလို့ရှိရင်ယောဂဝေဒနာတွေဖြစ်လာနိုင်တယ်ဩပိကမိကလည်းနောက်တစ်ခုပါ
ကိုယ့်ရဲ့လုံလယောဂကြောင့်ဖြစ်စေသူတစ်ပါးရဲ့လုံလယောဂဖြစ်ထိခိုက်ဒဏ်ရာရပြီးယောဂဖြစ်တာလည်းရှိတယ်နောက်ဆုံးတစ်ခုကတော့ကမ္မဝိပါကစကံကြောင့်ဖြစ်တဲ့ယောဂဆိုတာအဲ့လိုအကြောင်း၈မျိုးကြောင့်ဖြစ်တဲ့ယောဂအခုဒီနာတကဆိုတဲ့ဉာဏ်နာပဋိပြတ်မှာ၄ကြောင့်ဖြစ်တဲ့ယောဂကိုသူခံစားအဲ့လိုယောဂဝေဒနာခံစားပြီးတော့နေရတဲ့အခါမှာမြတ်စွာဘုရားကသိတယ်ယောဂဖြစ်နေတယ်ဆိုတာကိုသိလို့မြတ်စွာဘုရားဆိုတာဉာဏ်တော်ကြီးနဲ့ကြည့်ပြီးဒုက္ခရောက်နေတဲ့ပုဂ္ဂိုလ်တွေကိုဒုက္ခမြောက်ရအောင်ကဲတင်မှုအများအားစောင့်ကြည့်တဲ့သဘောရှိတယ်ပေါ့ဒီလိုယောဂဝေဒနာတွေဖြစ်နေတာကိုမြတ်စွာဘုရားသိတဲ့အခါမှာသူ့ရဲ့သင်္ကန်းကြောင့်ရှိတဲ့စီကိုမြတ်စွာဘုရားကြွလာတယ်ကြွလာပြီးတော့လူမမမေးတဲ့သဘောမျိုးမေးတာနော်ဝါဒရောခဖိနိတောတောဝိဟရံကာနနေဝနေတောအုပ်ကြီးထဲမှာလေနာယောဂနှိပ်စက်ပြီးတော့နေထိုင်ရတာဖြစ်တယ်ပဝိတခောစရေလူခေတောကြီးထဲမှာနေတယ်ဆိုတော့ဆုံးကယောဂလည်းဝေးတယ်အလုံးကိုဝေးလန့်ကောင်းတာရဖို့ဆိုတာတောထဲမှာလည်းအစာအာဟာရနဲ့ပတ်သက်ပြီးလွန်ခက်တယ်စားရတဲ့အစာတွေကလည်းပဲလူခ6တွေ့နေတဲ့အစာစီရောစာနေပါတဲ့အစာဖြစ်တာကလေနာယောဂစားရတာကအစာချမ်းတွေအဲ့ဒါလို့ဆုံးကကြွားနဲ့ဝေးလံတီခေါင်တောတောင်ရဲ့အခြေအနေတွေမှာကျန်တဲ့အစာတွေကိုစားနေရတဲ့အနေထားရုံမျိုးမှာတဲ့ယောဂဝေဒနာတွေခုလိုလေနာယောဂဖြစ်နေပြီဆိုရင်ကထံဘိက္ခုကရိတတိယဟန်ဘယ်လိုလုပ်ပလဲမြတ်စွာဘုရားကအခုလိုတောထဲမှာလေနာယောဂဖြစ်ရင်ဘယ်လိုလုပ်မလဲတယောက်တည်းပြုစုမဲ့လူလည်းမရှိဘူးယောဂဝေဒနာတွေဖြစ်နေတယ်ဘယ်လိုလုပ်မလဲလို့အကျဉ်းတရားနဲ့မြတ်စွာဘုရားကမေးမြန်းတာအဲ့ဒီမြတ်စွာဘုရားမေးတဲ့မေးခွန်းလေးကိုပဲသူကမကြာခဏပြန်ပြောပြတယ်ဘုရားကအဲ့လိုမေးတော့သူဘာပြန်ဖြေသလဲဆိုတာကိုလေနောက်ပိုင်းမှာပြန်ပြောပြတာပေါ့နော်အဲ့တော့အနေထိုင်အစားတော့ကအလွန်ချမ်းပေမဲ့လို့သူပြန်ဖြေတဲ့စကားလေးကိုကြည့်မယ်ဆိုပိဋိဒုက္ခေနဝိပုဒေနပရိတဝါနသမုဒ္ဒယံနေမကောင်းတယ်မသားလေနာယောဂဆွဲကပ်နေတဲ့သူခန္ဓာကိုယ်ကြီးကိုတဲ့စိတ်ထဲမှာဖြစ်ပေါ်လာတဲ့ပိဋိဒုက္ခဆွမ်းအားနဲ့ကြီးမားတဲ့ပိဋိဒုက္ခဆွမ်းအားနဲ့ဆွဖြန်းထားမယ်ဆိုအနေထိုင်ကတော့မနမကျန်တယ်ဒုက္ခနာကိုကြီးကိုယောဂဝေဒနာတွေဘယ်လိုပဲဖြစ်နေနေစိတ်ကိုတော့ထိုယောဂဝေဒနာနောက်ကိုမလိုက်စေပဲနဲ့จินဝန္တာတဲ့ပိဋိဒုက္ခတွေနဲ့လွှမ်းမိုးပြီးတော့ထားလိုက်တယ်လူခံပိအဘိတံမွန်တော်ဝေရိတမိကာလနေဘလောက်ပဲကျန်တဲ့အစာစားရအဲ့ဒါတွေကိုဂိမဆိုင်တော့ဘူးတပည့်တော်ဟာပိဋိဒုက္ခနဲ့ခန္ဓာကိုယ်ကြီးပေါ်မှာနှမျိုးရှိတယ်နော်ဆင်းရဲဒုက္ခကလည်းပဲနှမျိုးရှိတယ်ချမ်းသာဒုက္ခကလည်းနှမျိုးရှိတယ်လောကလူတွေဟာဆိုပါစို့ဝေဒနာကိုခွဲခြားပြောတဲ့အခါမှာဆင်းရဲဒုက္ခကိုဒုက္ခဒေါမနတလို့သူတို့ခွဲတယ်ဒုက္ခကြတော့ဒုက္ခဒေါမနတလို့ခွဲတယ်
ဆိုလိုတာကာယိကဒုက္ခသည်ဒုက္ခစေတသိကဒုက္ခသည်ဒေါမနတဒုက္ခဘာထူးလဲလို့ဆိုတဲ့အခါမှာကာယိကဒုက္ခဆိုတာခန္ဓာကိုယ်မှာဖြစ်ပေါ်လာတဲ့မခံနိုင်တော့အောင်ကြိုက်ခဲနာကျင်တဲ့ဆင်းရဲဒုက္ခမျိုးဟာကာယိကဒုက္ခလို့ခေါ်တယ်။အဲ့ဒီကာယိကဒုက္ခဆိုတာဘယ်သူမှရှောင်လို့မရဘူး။ဘုရားလည်းရှောင်လို့မရဘူး။ယဟန္တာလည်းရှောင်လို့မရဘူး။သမ္မာပုထုဇဉ်ပုဂ္ဂိုလ်တွေကြတော့ခန္ဓာကိုယ်ကနာကျင်ဒုက္ခရောက်လာပြီဆိုရင်ဘယ်ထိအောင်ကူးဆက်သွားတော့ဆိုစိတ်ထိအောင်ကူးဆက်သွားတယ်။စိတ်ကဆင်းရဲသွားကြ။ကိုယ်ဆင်းရဲတော့စိတ်ဆင်းရဲသွားတယ်။နော်။ကိုယ်ဆင်းရဲလို့စိတ်ဆင်းရဲကိုယ်ဆင်းရဲတာကဒုက္ခစိတ်ဆင်းရဲတာကဒေါမနတနှစ်ခုစလုံးကူးဆက်သွားအဲ့တော့သမ္မာပုထုဇဉ်ပုဂ္ဂိုလ်တွေကကိုယ်ဆင်းရဲမှုကိုအကြောင်းပြုပြီးစိတ်ဆင်းရဲသည့်အတွက်ကြောင့်ကိုယ်ဆင်းရဲတာကများတန်တစ်ချက်ဆူးတာနဲ့တူတယ်အဲ့ဒီမှာထပ်ပြီးတော့စိတ်ဆင်းရဲသွားတာကများတန်နောက်တစ်ချက်ထပ်ဆူးတာနဲ့တူတယ်ဆူးနှချောင်းဒုက္ခနှစ်ခုပူးပြီးတော့နှိစ္စခံရတဲ့သဘောမျိုးရောက်သွားအေးယန္တာပုဂ္ဂိုလ်တွေကြတော့ခန္ဓာကိုယ်မှာဖြစ်တဲ့ဒုက္ခဆိုတာရှောင်လွှဲလို့မရသည့်အတွက်ကြောင့်ကိုယ်ဆင်းရဲမှုလို့ခံသို့တော့ငါမှဖြစ်ရလေခြင်းဆိုတဲ့စိတ်ဆင်းရဲမှုကမကူးဆက်ဘူးအခုနာတကမထေမြတ်ကပြောနေတာအဲ့ဒီရှောင်နေတာအဲ့ဒီအထိပ္ပယ်ပဲသူခန္ဓာကိုယ်ကတော့ဒုက္ခဖြစ်နေတာမှန်ပါတယ်တဲ့ဒါပေမဲ့စိတ်ထဲကတရားဓမ္မနှလုံးသွင်းသို့မဟုတ်ဇံဝင်စားပြီးတော့ချီးနူးဝမ်းသာတဲ့စိတ်နဲ့ခန္ဓာကိုယ်ရဲ့ကာယိကဒုက္ခကိုသူဟာလိလိရှုထားနိုင်တယ်လို့ဆိုလို့စိတ်ကချမ်းသာနေတယ်လူတွေမှာကလူတွေဘလောက်နေကောင်းစိတ်ဆင်းရဲစရာတွေ့ပြန်လို့ရှိရင်လည်းစိတ်ဆင်းရဲမှုကိုအကြောင်းပြုပြီးတော့ခန္ဓာကိုယ်မှာနေမကောင်းဖြစ်တယ်နော်ပုံလဲသွားအဲ့ဒါကြောင့်နှစ်ခုခွဲမှတ်ရမှာကာယိကဒုက္ခစေတသိကဒုက္ခကာယိကဒုက္ခဆိုတာခန္ဓာကိုယ်ကရုပ်ခန္ဓာကိုယ်ကြီးကရုပ် body ကြီးကစာပြီးဖြစ်တယ်စေတသိကဒုက္ခဆိုတာ body ကစာဖြစ်တာမဟုတ်ဘူး mind ကစာဖြစ်တယ်စိတ်ထဲမှာဖြစ်တယ်လူကတော့နေကောင်းနေတယ်ဥပမာတစ်ခုကြည့်တယ်တကယ်ချင်းအပေါင်းအသင်းနေနဲ့ပျော်ပွဲစားနေတယ်တဝဝတဟာရည်နေတယ်အဲ့ဒီလိုရည်နေတဲ့အချိန်မှာအေးမင်းတို့အိမ်မှာမင်းတို့ဆွေမျိုးမိဘတူသိဆုံးသွားပြီဆိုတရင်ရအဲ့ဒီလိုရည်နိုင်သေးလားချက်ချင်းကြီးဒုက္ခရောက်တယ်ဆိုလို့ရှိရင်သူကမရည်နိုင်တော့ဘူးဟောအဲ့ဒါစေတသိကဒုက္ခလို့ခေါ်တယ်လူကတော့ပျော်နေတာပဲပျော်ဝဲစားနေတဲ့အချိန်မှာသတင်းစိုးတစ်ခုလာပြောလိုက်တာနဲ့တပြိုင်နက်လူဟာညှို့ကြသွားတခါအဲ့ဒါဒေါမနတလို့ခေါ်တယ်အဲ့ဒီလိုအနေထားမျိုးဝမ်းသာတယ်ဆိုတဲ့နေရာမှာလည်းပဲဒီတိုင်းပဲခန္ဓာကိုယ်ကနေထိုင်ကောင်းလို့အစဉ်ပြေးနေတာကကာယကဒုက္ခစိတ်ချမ်းသာလို့ခန္ဓာကိုယ်နေတိုင်းမကောင်းတော့လဲစိတ်ချမ်းသာလို့ကာယကဒုက္ခကိုဖယ်ရှားလာနေတာကသောမနတအဲ့ဒါလောကလူတွေဟာဒီတိုင်းပဲရှိတယ်နော်သမ္မာပုဂ္ဂိုလ်တွေကြည့်ကိုယ့်အကိုစဉ်းစားကြည့်တခါတရံလူတွေကမြို့ထဲမှာကျဉ်းကျက်လို့မြို့ပြင်ထွက်ပြီးလေကောင်းလေတန်လေးရာသီဥတုပူတဲ့အချိန်မှာတိရိတ်ဝါရိတ်လေးမှာကံဆောင်သွားပြီးတော့လေညင်းလေးခံလဲရလို့ရှိရင်ဟုတ်လားခန္ဓာကိုယ်ကအဲ့တက်ကလေးနဲ့ခြေနှက်သွားပြီးတော့စိတ်ကလည်းပျော်မွေ့သွားတယ်စိတ်ဓာတ်ကလည်းပျော်မွေ့သွားတယ်အဲ့ဒါကာယကဒုက္ခကနေပြီးတော့စေတသိကဒုက္ခသောမနတကိုရတယ်လို့ဆိုလို့အဲ့ဒါလိုမဟုတ်ဘူးလူကတော့ချွေးတွေတန်းနေနဲ့ပင်ပန်းပန်းအလုံးလုံးနေတယ်
ဒါပေမဲ့လို့သူ့ထီပေါက်တယ်ဆိုတဲ့သတင်းကြားလို့ရှိရင်ဘလောက်ပဲပင်ပန်းတာတွေကုန်ပြောက်သွားခန္ဓာကိုယ်ကဘလောက်ပဲပင်ပန်းနေကောင်းတဲ့ကြားလိုက်တာနဲ့တပြိုင်နက်စိတ်ကချမ်းသာသွားရင်ခန္ဓာကိုယ်ရဲ့ဒုက္ခတွေမေ့ဒီလိုဆိုလို့လည်းပေါ့နော်အဲ့ဒါကြောင့်မို့ဒီမထေမြတ်ကသူယောဂဝေဒနာနှိမ့်ဆက်လို့ရုပ်ခန္ဓာကိုယ်ကြီးကအဲ့ရတဲ့မှာလဲနေရသလောက်ဒုက္ခရောက်နေတာဖြစ်တော့လည်းပဲစိတ်အနေနဲ့ကတော့ပိဋိဒုက္ခေနဝိပုလေနအလုံးကိုအကောင်းတဲ့ပိဋိဒုက္ခနဲ့ပရိတဝါနသမုဒ္ဒယံဒုက္ခနာကိုကြီးကိုလွှမ်းခြုံထားလိုက်တယ်ကျင့်အာရနေတဲ့ပိဋိဒုက္ခနဲ့လွှမ်းခြုံထားလိုက်တဲ့အတွက်လူခံပိအဘိတံမောတော်ဘလို့နေရအနေထိုင်ဘလို့ပဲရှိဝိရိတမိကာနနေအစာအစာတွေဘလို့ကျမ်းနာစားတော်ထဲမှာသူပြောပါတယ်လို့မြတ်စွာဘုရားကိုလျှောက်တာဖြစ်တယ်ဆက်ပြီးတော့သူကလျှောက်တယ်တပည့်တော်တော်တဲ့ပြောတာဟာဘာကြောင့်လဲလို့ဆိုဘာဝင်တော့တတ္တဘုရှင်ကြီးအတိညာရဲ့အင်္ဂါအကြောင်းချင်းရာတွေဖြစ်တဲ့ဘုရှင်ဆိုတဲ့တရား9မျိုးကိုသူ့ရင်ထဲမှာတိုးတက်နေအောင်လုပ်ထားပါတယ်အဲ့တော့ဘုရှင်9ပါးဆိုတာအားလုံးကြောက်ကြတယ်ယောဂဝေဒနာတွေကိုပြောက်ချင်ဘုရှင်ပွားရတယ်လို့ဘုရှင်သုံးနာရနဲ့ယောဂသက်သာရဲဆိုတာဘုရှင်တရားတွေယင်တဲ့နှလုံးထဲဖြစ်မှသက်သာမှာဖြစ်တယ်မြတ်စွာဘုရားကရှင်မကတ္တဗရှမောကလန်တို့တော်ထဲမှာမကျမ်းမှဖြစ်တဲ့အခါဘုရှင်တရားတော့ဟောတယ်ဟောတဲ့အခါမှာကျမ်းမှသွားကြတယ်မြတ်စွာဘုရားကိုယ်တိုင်လည်းပဲမကျမ်းမှဖြစ်တဲ့အခါမှာရှင်သာရိပုတ္တရာရဲ့ညီတော်ဆုံးဒယဟန်ကိုဘုရှင်တို့ကိုရွတ်ဖတ်စေပြီးတော့နားထောင်ရင်ရင်ထဲမှာဘုရှင်တရားတွေဖြစ်ပေါ်အောင်လို့ကျမ်းမှသွားတယ်မြတ်စွာဘုရားဒါအလုံးသိရှိကြတဲ့အတိုင်းဒီမကောင်းထိုင်တဲ့ရင်ဘုရှင်တို့ကိုရွတ်ကြတယ်ဆိုတကယ်ကတော့ဘုရှင်တရားဟာရှင်ထဲမှာဖြစ်ပေါ်လာပြီဆိုရင်ယောဂဝေဒနာတွေကိုရောပါသွားစေတာဘယ်လိုလုပ်ပြီးဘုရှင်တရားကယောဂကိုရောပါစေတယ်လေလို့အဘိဓမ္မာသဘောအရသေးချာနားလည်ဖို့လိုအပ်တယ်ပေါ့ဘုရှင်9ပါးလို့ဆိုတဲ့နေရာမှာအရေးကြီးဆုံးကိုထိတ်ကစားလိုက်တတိတံဘုရှင်မိမိခန္ဓာကိုယ်ရဲ့အနေအထားတစ်ခုကိုကြည့်လိုက်တယ်စိတ်ဓာတ်ကိုကြည့်လိုက်တယ်အဲ့ဒီစိတ်ဓာတ်ကိုအာယုံဆိုင်ပြီးတော့ဆူဆိုင်နေတာသိနေတာတတိလို့ခေါ်တယ်အဲ့ဒီတတိရှိလာတဲ့အခါမှာလူရဲ့စိတ်ဓာတ်ဟာမြင့်တက်နေတဲ့အခါရှိတယ်ကျဆင်းနေတဲ့အခါရှိတယ်စိတ်ဓာတ်ကျတယ်ဆိုတာရှိတယ်စိတ်ဓာတ်တွေတက်ကြွနေတဲ့အခါရှိတယ်စိတ်ဓာတ်တွေကျဆင်းနေတဲ့အခါရှိတယ်အဲ့တော့ဘုရင်9ပါးကို3မျိုးစီတတိဖယ်ထားပြီးကျန်တဲ့6မျိုးကိုနှစ်ပိုင်းခွဲလိုက်တယ်ဓမ္မဝိစယဝီရိယပိဋိဆိုတာတစ်ပိုင်းပတ္တတိတမာရိဥပေက္ခဆိုတာတစ်ပိုင်းအဲ့လိုနှစ်ပိုင်းခွဲထားပြီးတော့စိတ်ဓာတ်ကျဆင်းလာပြီဆိုလို့ရှိရင်စိတ်ဓာတ်ကတွန်းဆုတ်လာတယ်ဆိုရင်ဓမ္မဝိစယဝီရိယပိဋိဆိုတဲ့ဒီဘုဇင်3ပါးကိုရှင်တဲ့နှလုံးထဲမှာဖြစ်အောင်ကြိုးစားလိုက်တာနဲ့ကြသွားတဲ့စိတ်ဓာတ်ပြန်တက်သွားအေးစိတ်ဓာတ်တွေကဒါတက်နေတယ်ခုခေတ်စကားနဲ့ပြောရင်လမ်းလွန်အားကြီးနေတယ်ဆိုရင်ဘာလို့လမ်းလွန်အားကြီးနေတယ်ဆိုလို့ရှိရင်ငြိမ်စေးတိုက်ကြတာမဟုတ်လားအဲ့ဒီမှာလည်းပဲဘုဇင်9ပါးထဲမှာပတ္တတိငြိမ်ချမ်းသွားတဲ့ပတ္တရိတံဘုဇင်တမာတိစိတ်ငြိမ်သွားတဲ့တမာရိတံဘုဇင်ဥပေက္ခမြတ်တတာ
ညီမြအောင်ညှိနှိုင်းထားတဲ့ဥပိ္ပခတမောစဉ်တို့အဲ့ဒီဘုဇင်၃မျိုးကိုတိုးမြင့်ပြီးတော့ပွားလိုက်လို့ရှိရင်သိလန်းဆန်းနေတဲ့စိတ်ဟာရောကြသွားတယ်ငြိမ်သွားတယ်လို့သူတို့ဆိုလို့တယ်အဲ့တော့ဘုဇင်9ပါးကိုယ့်ရင်ထဲမှာဖြစ်တဲ့အခါမှာဘာဖြစ်လို့ကျမ်းမာရစိတ်ဓာတ်အားလျော်စွာစိတ်ဓာတ်ကျနေပြီဆိုရင်ဓမ္မဝိဇ္ဇာဝိရိယပိဋိစိတ်ဓာတ်တွေတအားတက်နေတယ်ဆိုလို့ရှိရင်ပတ္တတိသမာဓိဥပေက္ခအဲ့ဒီ၃မျိုးနဲ့ပွားလိုက်တဲ့အခါမှာ၃မျိုးစီအလှည့်ကျပွားလိုက်တဲ့အခါမှာလူရဲ့စိတ်အနေထားတည်ငြိမ်တိမှတ်သွားတာဖြစ်တယ်အဲ့ဒါလိုတည်ငြိမ်တိမှတ်သွားတဲ့စိတ်ကရုပ်ကိုဖြစ်စေတယ်ဆိုတော့ဓမ္မဝိဇ္ဇာဆိုတာပညာဝိရိယဆိုတာကျုပ်ကအတော်မှုလုံးလားပိဋိဆိုတာစိတ်ထဲမှာကျင့်တဲ့အာရမှုအဲ့ဒီတရားတွေယင်နေဖြစ်လာပြီဆိုရင်မကျေနပ်တာတို့စိတ်ပြတ်တာတို့စိတ်ထက်ပြော့တာတို့မစင်စားနိုင်တာခေါင်းကုတ်တာပျောက်သွားဟောပျောက်သွားတယ်စိတ်ဆိုတာသူဖြစ်လာလို့ရှိရင်ရုပ်ကိုဖြစ်စေတယ်စေတသာရုပ်ဆိုအယုတ်ကိုဖြစ်စေဒါကြောင့်စိတ်တစေတသိကာဓမ္မာစိတ်တသမုဋ္ဌာနာနာရူပနာသာသတပစ္စေနာပစ္စယောပဋ္ဌာန်းနဲ့နော်ပဋ္ဌာန်းကရွတ်တာနေတာအတိပ္ပယ်မသိလို့ရှိရင်တော့အဲ့ဒါရာရွတ်ပဲဖြစ်မှာအဲ့တော့လူတွေဟာဘုဇင်9ပါးကြားနာလို့ကျမ်းမာသွားတယ်ဆိုတာဟာရှင်ကဘုဇင်တရားတွေဖြစ်လိုက်တယ်ဖြစ်လိုက်တဲ့ဘုဇင်တရားကကျမ်းမာတဲ့ဆဲလေးတွေကိုထုတ်ပြီးရုပ်တရားတွေကိုထုတ်လိုက်တဲ့အခါမကျမ်းမာတဲ့လူခန္ဓာကိုယ်မှာရှိတဲ့သွေးသားတွေပေါ့ဆိုပါစို့ခုခေတ်ဝါရနဲ့ပြောရင်လူခန္ဓာကိုယ်ဆဲတွေနဲ့ဖွဲ့စည်းထားတာပေါ့နော်အဲ့ဒီလူခန္ဓာကိုယ်မှာရှိတဲ့ရုပ်မုံရုပ်မွားတွေအားလုံးကလန်းဆန်းသွားတယ်မကျမ်းမာတဲ့အယုတ်တွေကျမ်းမာသွားတယ်ဒီလိုဆိုလို့အဲ့ဒါကြောင့်ဘုဇင်ကတော့ကြားနာတဲ့အခါမှာယောဂပြောက်တယ်ဆိုအဲ့ဒါကိုပြောတာကြားဖို့ကြတယ်မို့လားဘုဇင်9ပါးလည်းမကဘူးအရက်ကြိုက်တဲ့အဖိုးကြီးတယောက်အရက်ပြတ်ပြီးတော့တေအံမှုဖြစ်နေတယ်တဲ့နော်အဲ့ဒီတေအံမှုဖြစ်နေတော့အဖိုးကြီးကအသက်ထွက်ခါနေဖြစ်နေမထူပါဘူးသူကြိုက်တာလေးတောက်တော့ပါစေဆိုပါဇက်တဲ့အရက်လေးထည့်ပြီးတဲ့ကထားထိုင်တယ်လို့ကြားတယ်နော်အရက်တွေမထနိုင်အောင်လဲနေတဲ့အရက်ကြိုက်တဲ့အဖိုးကြီးကပါဇက်တဲ့အရက်ကလေးရိုက်တော့ထားထိုင်အဲ့ဒါမျိုးပေါ့နော်တခုထောက်ကုတ်ဖြစ်သွားအဲ့ဒါကြောင့်ပေါ့သူကဘလို့ပဲလေနာယောဂထားပြီးမကြမ်းမဖြစ်နေစေကမဟုတ်တဲ့ဘာဝင်တော့တတ္တဘုဇင်ကြီးဘုဇင်9ပါးစွမ်းအားရှိတဲ့တရားတွေကိုသူ့ရင်နဲ့နှလုံးထဲမှာတိုးတက်လာအောင်လုပ်ပါတယ်တဲ့ဣန္ဒြိယာနိပရာဏိသရှင်တွေကစိတ်စွမ်းအားလို့ပြောရတဲ့တတ္တဝိရိယတတိသမာဓိပညာတတ္တဆိုတာယုံကြည်မှုဝိရိယဆိုတာမကောင်းတဲ့အရာတွေကိုရှင်းလင်းထုတ်စိတ်ညစ်စိတ်ပုတ်တွေကိုရှင်းထုတ်မှုယဟန္တာကျတော့စိတ်ညစ်စိတ်ယုတ်မရှိသည့်အတွက်ကြောင့်သဘာဝဝင်စားဖို့ရာကြိုးစားတယ်ဝိရိယတတိတရားဓမ္မကိုမြင်မပြတ်တတိရှိတယ်သမာဓိစိတ်တည်ငြိမ်တယ်ပညာမှန်ကန်အောင်ဆုံးဖြတ်သိနိုင်စွာရှိတယ်ဆိုတဲ့ဒီစွမ်းအား9ရပ်ဣန္ဒြေ5ပါးပူ5ပါးနဲ့လေရှင်တဲ့နှလုံးထဲမှာဖြစ်ပေါ်လို့တော့သူကကျမ်းမာလာတယ်လို့သူဆိုကျမ်းမာသွားတယ်ဘာဝင်တော့တတ္တဘုဇင်ကြီးဣန္ဒြိယာနိပလာနိသာသာနတောခုမတမ္ပနောဝိဟရိတံအနာသောစံတရားတွေထဲမှာ
ရူပဝဆရဇံကကတန်ယုတ်တွေကိုကြည့်ပြီးတော့ရတဲ့ဇာမျိုးဖြစ်တယ်ရုပ်ဆိုတာသိတာထင်ရှားတယ်အရူပဝဆရဇံကြတော့အဲ့လိုမဟုတ်ဘူးအလွန်သိမ်မွေ့တယ်အဲ့တော့ရူပဝဆရဇံကိုလည်းရတယ်အလွန်သိမ်မွေ့တယ်အရူပဝဆရဇံကိုလည်းသူရတယ်ဆိုလိုတာကသမဘတ်၈ပါးလုံးသူဟာရရှိခဲ့တာဖြစ်တယ်ပေါ့အဲ့ဒီသမဘတ်၈ပါးကိုအပြန်အလှန်ဝင်စားပြီးတော့ဝိဟရိတံအနာတော်အာသောတရားတွေဖြစ်မွားဖို့ကင်းပြီးသူဟာတောထဲမှာနေထိုင်မှမယ်လို့မြတ်စွာဘုရားဟောဆိုလိုတာသူ့မှာစိတ်ပူတာတခုမှမရှိဘူးစိတ်ထဲကလူတွေဟာရှုခန္ဓာဒုက္ခရောက်ပြီဆိုရင်စိတ်ကိုကူးဆက်သွားတာများစိတ်ကိုကူးဆက်သွားပြီးအယုတ်ကျိုးပြတ်ဖြစ်ကြတာအဲ့ဒါစိတ်ကိုမကူးဆက်အောင်ဟန်တာထားလိုက်တယ်လို့ဆိုလို့ဝိပမုဒ္ဒံကိလေသေဟိသုဒ္ဓစိတ်တံအနာဝိလံသူရဲ့စိတ်ဟာတဲ့လောဘဒေါသမောဟစတဲ့ကိလေသာတွေကလုံးဝလွတ်မြောက်ပြီးသုဒ္ဓစိတ်တံဖြူစင်တန်ရှင်းတဲ့စိတ်အနာဝိလနောက်ကျမှုကင်းတဲ့စိတ်အဲ့ဒီစိတ်တွေကိုအဘိနံပစ္ဆွေခန္ဓာဝိဟရိတံနာတော်သူ့ရဲ့ဖြူစင်တန်ရှင်းနေတဲ့ကိလေသာညစ်ကြေးတွေကင်းနေတဲ့စိတ်ကလေးကိုအာယုံပြုတ်ပြီးတော့လည်းပဲသူ့တော်ထဲမှာနေပြောပါတယ်ယောဂဝေဒနာခန္ဓာကိုယ်ကြီးနှိမ့်ဆက်နေတော့လည်းပဲတော်ထဲမှာပဲသူနေပါမယ်လို့ဆိုလို့တယ်အစ္ဆတင်္စဗဟိဒါစယေမေဝိစိန်တုအတဝါသဗ္ဗေအတိတာဥစိဏနာသဥပ္ပစ္စရိပုဏ္ဏသူတဲ့ယင်ထဲမှာအတွင်းအကြောင်းကြောင့်ဖြစ်တဲ့အတဝါအပြင်အကြောင်းကြောင့်ဖြစ်လာတဲ့အတဝါအဲ့ဒီအတဝါတွေဟာသူ့ယင်ထဲမှာရှိခဲ့တယ်လောဘတွေမောဟတွေမာယနဲ့အမြင်ဆိုတဲ့ဒိဋ္ဌိတွေသုံးဖို့ကိလေသာတရားတွေသူ့ရဲ့ယင်ထဲမှာဖြစ်ခဲ့တယ်တဲ့အဲ့ဒီဖြစ်ခဲ့တဲ့သဗ္ဗေအတိတာဥစိဏယင်ထဲမှာရှေးရခင်ကဖြစ်ခဲ့တဲ့တွေ့တာမှုတွေမကျေနပ်မှုတွေအားလုံးဟာအကျွမ်းမဲ့တွေ့တာမှုတွေမကျေနပ်မှုတွေအားလုံးကိုသူကအပြတ်ရှင်းလိုက်နိုင်ပါတယ်တခါရှင်းထားတဲ့ကိလေသာတွေဟာနောက်ထပ်ဘယ်တော့မှပြန်မဖြစ်တော့ဘူးလောဘကိုပယ်ပြီးတဲ့အခါနောက်ထပ်လောဘဆိုတာမလာတော့ဘူးဒေါသဆိုတဲ့အမုန်းတရားကိုတခါရှင်းပြီးနောက်ထပ်ဒေါသဆိုတဲ့အမုန်းတရားသူ့ရင်ထဲမှာမလာတော့ဘူးယဟန္တာဖြစ်သွားပြီဆိုလို့ရှိရင်ရင်ထဲကတွေ့တာမုန်းတဲ့ရင်ထဲကအမုန်းတွေကိလေသာတွေအားလုံးဟာအပြတ်ဖြတ်ထားပြီးသားဖြစ်တယ်လို့ပြောဆိုတယ်နောက်ထပ်လည်းပြန်ပြီးတော့ဖြစ်မှာမဟုတ်တော့မြတ်စွာဘုရားကိုသူယဟန္တာဖြစ်တဲ့အကြောင်းလျှောက်ထားနေတဲ့သဘောသူဝိပဿနာကျင့်စဉ်နဲ့သူယဟန္တာဖြစ်နေသည့်အတွက်ကြောင့်ခန္ဓာကိုယ်ပေါ်မှာငဲ့ကွက်မှုဆိုတာမရှိဘူးဘုန်းကြီးတို့ပုထုဇဉ်တရားတွေကြတော့ပုထုဇဉ်ပုဂ္ဂိုလ်တွေကြတော့အေးနေမကောင်းလို့ရှိရင်တော့ဒီကောင်းကူးဆိုင်ရမယ်ဆိုပြီးတော့ခန္ဓာကိုယ်ကိုယူရကြပြုစုကြသက်ရှိဖို့အတွက်မွေးကြယန္တာပုဂ္ဂိုလ်တွေကအဲ့ဒါလိုခန္ဓာကိုယ်ကြီးကိုဂရုစိုက်တာမလုပ်တော့ဘူးသူတို့ခန္ဓာကိုယ်ကြီးဂရုမစိုက်ပေမဲ့ပြစ်ထားတာလားလို့ဆိုဒီလိုတော့မဟုတ်ဘူးစိတ်ထဲကမျက်နှာဝင်ရကောင်းတဲ့နိဗ္ဗာန်ဆိုတဲ့အာယုံကိုအာယုံပြုပြီးတော့နေလိုက်ကြတယ်လို့သူဆိုဒါကြောင့်ပိစက္ခဏာပရိညာတာဘုန်းကြီးတို့တွေရထားတဲ့ခန္ဓာ၅ပါးရှုခန္ဓာကြီးလို့ဆိုရယ်မျက်စိနာနာလျှာကာယလူတွေမှာရထားတယ်ယုတ်ခန္ဓာဝေဒနာခန္ဓာလို့ခေါ်တဲ့စိတ်ခံစားမှုတွေပညာခန္ဓာလို့ဆိုရယ်စိတ်ထဲကမှတ်သားမှုတွေသင်္ခါရခန္ဓာလို့ဆိုတဲ့ကြံတွေးလှုပ်ဆောင်မှုတွေဝိညာဉ်နဲ့ခန္ဓာဆိုတဲ့ပฏิစိတ်အဲ့ဒီခန္ဓာ၅ပါး
လူဆိုတာခန္ဓာ၅ပါးလွဲလို့ဘာမှမရှိဘူးဘဝတစ်ခုရတယ်ဆိုတာခန္ဓာ၅ပါးရထားခြင်းပဲဖြစ်တယ်ပေါ့အဲ့ဒီခန္ဓာ၅ပါးကိုအသိဉာဏ်နဲ့ရှင်းချင်းကြီးသိပြီးသားဖြစ်တယ်ဉာဏ်တပရိညာနဲ့သိတဲ့အခါမှာခန္ဓာ၅ပါးဟာငါလည်းမဟုတ်ဘူးငါလည်းမဟုတ်ဘူးတရားလည်းမဟုတ်ဘူးခန္ဓာ၅ပါးဟာခန္ဓာ၅ပါးမျှတာဖြစ်တယ်သဘာဝတရားတသက်မျှတာဖြစ်တယ်လို့ဉာဏ်ပရိညာနဲ့ပိုင်းခြားသိပြီးခန္ဓာ၅ပါးပေါ်မှာမြဲတယ်လို့ထင်တဲ့အထင်တွေချမ်းသာတယ်လို့ထင်တဲ့အထင်တွေကိုယ်ပိုင်တယ်လို့ထင်တဲ့အထင်တွေအားလုံးမှားယွင်းတယ်လို့ဆုံးဖြတ်နိုင်တာတိရဏပရိညာအဲ့ဒါတွေကိုအကျွမ်းမဲ့ဖယ်ရှားလိုက်နိုင်တာကြတော့ဘာနာပရိညာလို့ခန္ဓာ၅ပါးနဲ့ပတ်သက်လာတဲ့အခါမှာရှင်းရှင်းလင်းလင်းပိုင်းပိုင်းခြားခြားသိပြီးသားဖြစ်သွားပြီဘုန်းကြီးတို့တွေကြတော့ခန္ဓာ၅ပါးကိုငါလို့ထင်နေတယ်ငါဟာလို့ထင်နေတယ်မြဲတယ်လို့ထင်နေတတ်တယ်အဲ့တော့ပရိညာနဲ့ဆိုတဲ့အသိဉာဏ်နဲ့ကဝေးကွာနေတယ်တော့ယဟနာပုဂ္ဂိုလ်တွေဖြစ်သွားပြီဆိုတဲ့အခါမှာခန္ဓာ၅ပါးဟာငါလည်းမဟုတ်ဘူးငါဟာလည်းမဟုတ်ဘူးခန္ဓာ၅ပါးများတာဖြစ်တယ်အဲ့ဒီခန္ဓာ၅ပါးဟာမြဲတယ်ဆိုတာလည်းမရှိဘူးချမ်းသာတယ်ဆိုတာလည်းမရှိဘူးကိုယ်ပိုင်တယ်ဆိုတာလည်းမရှိဘူးဆိုဆုံးဖြတ်နိုင်စွမ်းရှိဆုံးဖြတ်နိုင်စွမ်းရှိသည့်အတွက်ကြောင့်မြဲတယ်လို့ထင်တဲ့ဒိဋ္ဌတင်ညာချမ်းသာတယ်လို့ထင်တဲ့ဒုက္ခတင်ညာကိုယ်ပိုင်တယ်လို့ထင်တဲ့အတ္တတင်ညာတွေကိုဖယ်ရှားပြနိုင်တယ်နောက်ဆုံးမှာခန္ဓာ၅ပါးနဲ့ပတ်သက်လာတဲ့တွေ့တာမှုတွေမုန်းတီးမှုတွေလူဆိုတာကောင်းတဲ့တွေ့ရင်ကြိုက်တယ်မကောင်းတဲ့တွေ့ရင်မကြိုက်ဘူးမုန်းတယ်အဲ့ဒီချစ်ချင်းမုန်းခြင်းဆိုတဲ့နှမျိုးလုံးဖယ်ရှားပြလိုက်တယ်ပင်စက္ခန္ဓာပရိညာတာခန္ဓာ၅ပါးကိုပိုင်းပိုင်းခြားခြားအသိဉာဏ်နဲ့ဆုံးဖြတ်သိရှိပြီးသားဖြစ်လို့တဲ့တိဋ္ဌန္တိစိဏမူလကအဲ့ဒီခန္ဓာ၅ပါးဟာတခြားဆက်ပြီးတော့မျိုးစေ့တွေနဲ့ပွားဖို့မရှိတော့ဘူးဆိုပါစို့ဥပမာတစ်ခုကြည့်ရတပည့်ကြီးတပင်အမြင့်ရှင်သန်နေမယ်ဆိုလို့ရှိရင်ပွင့်ငိမ့်တိုင်းပွင့်လာတယ်ရာသီဥတုလျောက်ပွင့်တယ်ပွင့်ပြီးရင်အသီးသီးတယ်အသီးသီးပြီးရင်အသီးထဲမှာပါတဲ့မျိုးစိတ်လေးတွေကအပင်ပေါ်မှုဖြစ်လာတယ်တော့ယန္တာဖြစ်သွားလို့ခန္ဓာ၅ပါးကိုငါဟာဆိုတဲ့အတွေးတွေအမှန်မသိမှုဆိုတဲ့အဝိဇ္ဇာအမှန်မသိလို့တွေ့တာမှုဆိုတဲ့တဏှာအဲ့ဒီအမြစ်တွေကိုဖြတ်ပလိုက်ပြီဆိုတဲ့အခါသစ်ပင်ကြီးတစ်ပင်ဟာအမြင့်ပြတ်သွားပြီအပင်ကြီးကတော့မလဲသေးဘူးရှေ့သောမြက်ကဖြတ်ထားလိုက်ပြီဆိုတဲ့အပင်ကြီးဟာပွင့်ဖို့တီးဖို့မရှိတော့အဲ့ဒါလိုပဲခန္ဓာ၅ပါးကိုငါဟာဆိုတဲ့အတွေးတွေတစ်ခုမှမရှိလောဘရာဂနဲ့တွေ့တာမှုတွေဆိုတာမရှိဗောဓိမှုတွေဆိုတာမရှိအမှန်တရားကိုသိမြင်လို့ခန္ဓာ၅ပါးရဲ့အမြင့်တစ်ဖွဲ့ဖြစ်တဲ့အဝိဇ္ဇာနဲ့တဏှာကိုဖယ်ရှားပြလိုက်တယ်ဆိုတဲ့ခန္ဓာ၅ပါးကြီးဟာဒီတိုင်းပဲရှိနေတယ်ဆိုပါစို့ဥပမာတစ်ခုပြောရမယ်ဆိုရင်မြတ်စွာဘုရား6နှစ်ပတ်လုံးဘုရားလုံးဘုရားတရားထုတ်တယ်တရားထုတ်ပြီးတဲ့အခါဘောဓိပင်အောက်မှာရွှေဉဏ်တော်သုယတဉဏ်တော်ယူရတယ်အဲ့ဒီအချိန်မှာမြတ်စွာဘုရားရဲ့ရင်ထဲနှလုံးထဲမှာရှိလာခဲ့တဲ့ကိလေသာတွေအလုံးကုန်သွားတယ်။ကုန်သွားတာကိုကိလေသာပြိဋိဘံလို့ခေါ်တယ်။မြတ်စွာဘုရားရဲ့တဏ္ဍာမှာလောဘမရှိတော့ဘူးဒေါသမရှိတော့အလုံးရင်ထဲကုန်သွားပြီ။သို့သောမြတ်စွာဘုရားရဲ့ရုပ်ခန္ဓာကိုယ်ကြီးနဲ့ကြံတဲ့ကိလေသာမဟုတ်တဲ့နန္တရားတွေရှိနေသေးတယ်။အဲ့ဒီမြတ်စွာဘုရားရဲ့ဒီ35နှစ်မှာဘုရားဖြစ်တယ်35နှစ်ပြီးတဲ့အခါမှာ45နှစ်ဘုရားဖြစ်နေတယ်အဲ့ဒီအချိန်မှာမြတ်စွာဘုရားရဲ့ခန္ဓာကိုယ်ဆိုတာကြီးမှာလောဘဒေါသဆိုတဲ့တဏှာမာနတဏှာအဝိဇ္ဇာတဏှာဆိုတဲ့အမြစ်ကပြတ်ပြီးသားဖြစ်လို့အဲ့ဒီခန္ဓာကိုယ်ကြီးထဲမှာကိလေသာဆိုတာမရှိတော့
မရှိတော့လည်းပဲရုပ်ဝေဒနာတင်ညာသင်္ခါရဝိညာဉ်လို့ဆိုတဲ့မြတ်စွာဘုရားခန္ဓာကိုယ်ကြီးဟာတက်တော်80ထိအောင်ရှိနေတယ်အဲ့ဒါကိုတိဋ္ဌန္တိစိဏမူလကအမြင့်ပြတ်ပြီးတော့တီးနေတာနဲ့တူတူပဲရှေ့ဆက်เสียမရှိတော့တက်တော်80ပြိဋိဘံစမ်းလိုက်တဲ့အခါကျတော့လုံးဝပြတ်တယ်ရှုပ်ခန္ဓာကိုယ်ကမတယ်အဲ့ဒါကိုပဲကိရိတာကုံတဲ့အချိန်ကရတဲ့နိဗ္ဗာန်ကိုသာဥပါတိသေတာနိဗ္ဗာန်လို့ခေါ်တယ်သာဥပါတိသေတာဆိုတာကိရိတာသာကုံတာကိရိတာရဲ့အကျိုးဆက်ဖြစ်တဲ့ခန္ဓာကျန်နေသေးတယ်လို့ဆိုလို့အနုပါတိသေတာနိဗ္ဗာန်ဆိုတာကံကိရိတာတို့ရဲ့အကျိုးဆက်ဖြစ်တဲ့ခန္ဓာဘာမကြံတော့ဘူးဘာမှလက်ကျန်မရှိတော့ဘူးလို့သူတို့ဆိုလို့နိဗ္ဗာန်တစ်မျိုးရည်ညွှန်းတာနော်အဲ့ဒါလို့ဒုက္ခခယောအနုပ္ပတောနတ္ထိဌာနိပုဏ္ဏဘောဒီဒုက္ခခယဆင်းရဲဒုက္ခတွေကိုအဆုံးသတ်စေတာရတ္တမေရတ္တဖို့ပဲဖြစ်တယ်ရတ္တမေဉာဏ်ရလိုက်တာနဲ့ဒုက္ခကိုဖြစ်စေတတ်တဲ့တဏှာအဝိဇ္ဇာအဆုံးသတ်သွားတယ်အဲ့ဒီအဆုံးသတ်သွားသည့်အတွက်ကြောင့်ဒုက္ခလည်းအဆုံးသတ်သွားတယ်ဒါကြောင့်ဒုက္ခကိုအဆုံးသတ်ချေမုန်းပြနိုင်တဲ့ရတ္တမေရတ္တဖို့ဆိုတာကိုသူရရှိပြီးနတ္ထိဌာနိပုဏ္ဏဘောယခုအနေထားမှာသူ့မှာနောက်ဘဝဆိုတာမရှိတော့ဘူးလို့မြတ်စွာဘုရားကိုဒီစကလုံးတွေနဲ့ပြန်လဲလျှောက်ထားတာဖြစ်တယ်ပေါ့အဲ့တော့သူပြန်လျှောက်ထားခြင်းအပြင်ပစ္စက္ခန္တာပရိညာတာဒိဋ္ဌန္တိစိဏမူလကဒုက္ခခယောအနုပ္ပတောနတ္ထိတာနိပုဏ္ဏဘောဆိုယန္နာဖြစ်တဲ့အကြောင်းကိုမြတ်စွာဘုရားသူ့မှာကာယိကဒုက္ခရှိနေတော့လည်းပဲစေတသိက်ဒုက္ခမရှိတော့ပါဘူးလို့မြတ်စွာဘုရားကိုဝန်ခံပြီးလျှောက်ကြားလိုက်တဲ့စကားပဲဖြစ်တယ်ပေါ့အဲ့ဒီစကားကိုပဲသူ့ဘဝတသက်တာလုံးမှာအမတ်တရားစကားအဖြစ်အခြားယဟန်တွေကိုလည်းပဲမြတ်စွာဘုရားကဒီလိုမေးလို့ဒီလိုဖြေခဲ့တယ်ဆိုတာအမတ်တရားစကားလေးနဲ့နာတကပတိမြတ်ဟာပြောဆိုခဲ့တာဖြစ်တယ်အဲ့ဒီလိုယင်ထဲကအမတ်တရားစကားတွေကိုမြတ်စွာဘုရားလျှောက်ချသလိုသူ့ရဲ့ရရှိထားတဲ့တရားဓမ္မရဲ့အသည့်တွေကိုအမတ်တရားစကားဆိုခဲ့တာဖြစ်တယ်ဘုန်းကြီးတို့တွေဟာလေအခုနာတကပတိမြတ်ပြောသလိုရှုခန္ဓာကိုယ်မှာဘလောက်ပဲဒုက္ခတွေကြုံစိတ်ဓာတ်ကအဲ့ဒီဒုက္ခနောက်မှာလိုက်ပြီးတော့ဖြစ်နေခြင်းဆိုတဲ့တောကတွေမဖြစ်အောင်တားဆီးနိုင်ဖို့ဟာအဓိကဖြစ်တယ်။အိုခြင်းဆင်းရဲဆိုတာလည်းကြုံတွေ့ရမှာဖြစ်တယ်။နာခြင်းဆင်းရဲဆိုတာလည်းကြုံတွေ့ရမှာဖြစ်တယ်။သိခြင်းဆင်းရဲဆိုတာလည်းကြုံတွေ့ရမှာဖြစ်တယ်။မိသည့်ဆင်းရဲနဲ့ပဲကြုံစိတ်ဓာတ်မဆင်းရဲအောင်တို့တွေကြင်ကြံကြုတ်ကိုအထောက်ကြရမှာဒါဘဝပေးတဲ့သင်္ကန်းစာပဲဖြစ်တယ်ပေါ့။အကယ်၍ကိုယ်စိတ်ဓာတ်ကိုရင့်တတ်အောင်မလုပ်နိုင်ဘူးဆိုရင်ကိုယ်ဆင်းရဲတဲ့နောက်ကာယကဒုက္ခနောက်စေတသိကဒုက္ခတွေဟာလိုက်နေမှာပဲဖြစ်တယ်။ကိုယ်လည်းဆင်းရဲတယ်စိတ်လည်းဆင်းရဲတယ်ဆိုတဲ့ပုဂ္ဂိုလ်တရားဟာစိတ်ဆင်းရဲမှုကိုအကြောင်းပြုပြီးဖြစ်ပေါ်လာမဲ့ကိလေသာတွေရဲ့လွှမ်းမိုးမှုကြောင့်ကံဆိုးမိုးမောင်ကြပြီးဘဝကူးတောင်ကောင်းနိုင်ကြမရှိဘူးတဲ့ဒါကြောင့်မလို့ကိုယ့်ကိုထိမ့်သိမ်းဆောက်ရှောက်နေအောင်ဒီမထေမြတ်ရဲ့အမတ်တရားစကားကိုနိုင်မှတ်သားထားပြီးခန္ဓာကိုယ်ဘလောက်ပဲဒုက္ခရောက်သည်ဖြစ်စေစိတ်ဆင်းရဲမှုမရောက်အောင်တို့တွေကျင့်တဲ့ကြိုးကိုအထောက်ကြအမှာဖြစ်တယ်လို့ကိုယ်စီတတိရှိပြီးမြတ်ဗုဒ္ဓရဲ့အဆုံးအမတိုင်းကျင့်ကြံကြိုးကိုပွားများအထောက်တော်မူနိုင်ကြပါစေကုန်သတည်းအာသု